Arahato Arahato Mahatambo Tata Namo Tata Namo Tata Bhagavato Bhagavato Arahato Sammatambo Hey đó cái này à bố sen gà tàu cái này nào số mà bố sen gà tàu cả bố sen gà tàu đó mà nhớ rồi bây giờ bố sen con ba bố mẹ bố ngô hồ rồi mua ra đấy đi mà bố sen con ba bố mẹ chính xác bà đi làm đấy đi rồi cái đó bố sen gà mặc dù là na bố sen gà số video số na bố sen gà số video bố sen tôm yêu hồ ra đấy nhà mà bố sen đi ăn video gì yoga đi tất cả đó đi yoga đi biểu diễn đó đấyနေ့တိုင်းမကောင်းဖြစ်နေတဲ့ရှင်မကတ္တဝါကြီးလည်းယောဂပြောက်ကင်းသွားတယ်။နေ့တိုင်းမကောင်းဖြစ်ပြီးတော့ရတယ်လေနေတဲ့ရှင်မဟုတ်လံကိုရမြတ်ကြီးတဲ့ယောဂပြောက်ကင်းပြီးတော့သက်သာသွားတယ်။ညဇာပြနေ့တိုင်းမကောင်းဖြစ်တဲ့အခါကြပြန်တော့လည်းပဲရှင်စုံနာမထေကိုသင်ပေးပြီးတော့ရှင်စုံနာမထေရွတ်တဲ့ဘုဇင်တရားကိုနာကြပြီးတော့မြတ်စွာဘုရားယောဂသက်သာပြောက်ကင်းသွားတယ်ဆိုတဲ့ဒါရကတွေရှိတယ်ပေါ့နော်။အဲတော့အဲဒီဘုဇင်တရားကိုနာလို့ရှိရင်ယောဂပြောက်တယ်ဆိုပြီးတော့ကိုကဘုန်းတို့ဒီမှာဘုန်းတို့ဒီဘုရားဘာသာတရားလည်းပဲယုံကြည်ကြည်လေးလေးစားစားနဲ့ဘုဇင်တရားကိုနာကြတယ်။နေ့တိုင်းမကောင်းဖြစ်ပြီဆိုရင်ဒါဘုဇင်တုတ်ကိုနာကြတယ်ပေါ့။ကိုကြီးတွေပြင်ပြီးတော့ဘုဇင်တုတ်ကိုနာကြတယ်။ online ကနေပြီးတော့ဘုဇင်တုတ်ကိုနာကြတယ်။ဘုဇင်တရားတွေနာကြတယ်စသဖြင့်ဒါမျိုးတွေလုပ်ကြတယ်။အဲ့တော့ဘုဇင်ဆိုတော့ဘုဇင်တရားကဘယ်မှာရှိတာလဲဆိုတဲ့အခါကျတော့ဘုဇင်တရားဆိုတာကတခြားမှာရှိတာမဟုတ်ဘူး။ကိုယ့်ရဲ့တန်တန်မှာပဲရှိတယ်ကိုယ့်ခန္ဓာထဲမှာပဲရှိတယ်ဘုဇင်တရားဆိုတာကတခြားမှာရှာလို့မရဘူးကိုယ်ခန္ဓာထဲမှာပဲရှိတယ်ကိုယ်ခန္ဓာထဲမှာရှိတဲ့တရားကိုဘာကြောင့်ပကံစားနိုင်ရတယ်လဲလို့မေးစရာရှိတာပေါ့အဲ့တော့ဥပမာအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်ကောင်းကင်မှာရှိတဲ့လပေါ့လကဟလာဟိုဘောတိန်သလာတွေဖုံးလွှမ်းပြီးတော့နေမယ်ဆိုရင်လရဲ့အေးမြတဲ့ရတာအေးမြတဲ့ရတာနဲ့အလင်းရောင်ကိုမခံစားဘူးပေါ့အေးမြတဲ့ရတာကိုလည်းမခံစားဘူးဝါသူဝါသားတွေကလင်းရောင်ကိုလည်းပဲလာကပေးတဲ့လင်းရောင်ကိုလည်းပဲမခံစားကြဘူးဘာဖြစ်လို့လဲဆိုတိမ်တရာတွေဖုံးနေလို့မခံစားကြတယ်အဲ့တော့အဲ့လာမရှိဘူးလားဆိုတာရှိတယ်ဘုရားလည်းပဲတိမ်တရာတွေဖုံးနေတဲ့အတွက်ကြောင့်လာရဲ့အေးမြတဲ့ရတာလည်းမခံစားဘူးဟိုဟာပေါ့အလင်းလာပေးတဲ့လင်းရောင်ကိုလည်းပဲမခံစားကြဘူးအဲ့တော့အဲ့ဒါကိုမုံတိုင်းနဲ့တိုက်ထုတ်လိုက်တိမ်တရာတွေကိုမုံတိုင်းနဲ့တိုက်ထုတ်လိုက်တဲ့ခါကျတော့တိမ်တရာတည်းတစ်ဖြည်းဖြည်းနဲ့နဲသွားပြီးတော့သွားနဲနည်းနည်းလေးနဲလာပြီးတိမ်တရာတွေနည်းနည်းကင်းသွားပြီးဆိုရင်လာရောင်လေးကပေါ်လာတယ်လာရောင်ပြီးတဲ့လင်းရောင်ကိုခံစားရတယ်လာရောင်ပြီးတဲ့အေးမြမှုဆိုတဲ့အရာတော်လည်းပဲခံချမ်းသာမှုဆိုတဲ့ခံစားရတယ်ဒီလိုလေးလာဒီမုံတိုင်းတိုက်ထုတ်တယ်ဒီလိုလေးကင်းသွားပြီးဒီလိုလေးရှင်းသွားပြီးဒီလိုလေးတိမ်တရာတွေရှဲသွားပြီးဆိုလို့ရှိရင်လေဒီလိုလေးကိုခံစားရတယ်နော်အဲ့တော့အကုန်လုံးကင်းသွားပြီတိမ်တရာတွေဘာမှမရှိတော့ဘူးအကုန်လုံးရှင်းသွားလင်းသွားကင်းသွားပြီဆိုတဲ့အခါကျတော့လာရဲ့အေးမြတဲ့ရတော့အပြည့်အဝခံစားရတယ်လာကပေးတဲ့လင်းရောင်ကိုလည်းပြည့်ဝခံစားကြရတယ်တဲ့ကဘာသူကဘာသားတွေကလေအဲ့လိုပဲဘုန်းတို့တန်တာမှာလည်းပဲဘုဇင်9ပါးဆိုတဲ့ဒီဘုဇင်9ပါးဆိုတဲ့တရားရှိတယ်ပေါ့အဲ့ဒီဘုဇင်9ပါးတရားကိုဘာတွေနဲ့ဖုံးထားလဲဆိုတော့ကိရိတာတွေနဲ့ဖုံးထားတာနော်ကိရိတာတွေနဲ့ဖုံးထားတော့ဘုဇင်9ပါးကိုပွားများခွင့်မရကြဘူးသတိတံဘုဇင်ဓမ္မဝိဇ္ဇတံဘုဇင်ဝိရိယတံဘုဇင်ပီတိတံဘုဇင်ပတ္တိတံဘုဇင်သမာဓိတံဘုဇင်ဥပေက္ခတံဘုဇင်ဆိုတဲ့ဘုဇင်9ပါးကိုတန်တာမှာရှိပြီးသားဖြစ်တဲ့ဘုဇင်တရားတွေကိုအဲကိရိတာတွေနဲ့ဖုံးထားတဲ့ခါကျတော့အာမထုတ်ဖြစ်ဘူးပေါ့အာထုတ်လိုက်တဲ့ခါကျတော့တတိဝိရိယတွေနဲ့အာထုတ်လိုက်တဲ့ခါကျတော့ဘုဇင်9ပါးတွေကအယောင်တွေတက်လာတယ်အဲ့ဒါရောင်တွေတက်လာပြီးတော့ကိုယ့်ရဲ့တန်တာမှာသူ့ရဲ့ side effect တွေခံစားရတာပေါ့ကိုယ်စိတ်နှပါချမ်းသာခြင်းလို့ခေါ်တဲ့ side effect တွေနည်းနည်းလေးအားထုတ်ရင်နည်းနည်းလေးခံစားရတယ်ပေါ့ဆိုလို့ရတော့များအားထုတ်ခုနတော့နည်းနည်းလေးတိမ်တရာကင်းသွားလို့ရှိရင်နည်းနည်းလေးလမ်းစဉ်မှာရတာခံစားရတယ်လို့ပဲဟလာနည်းနည်းအားထုတ်ရင်နည်းနည်းခံစားရတယ်များအားထုတ်ရင်များခံစားရတယ်ပေါ့နော်နည်းနည်းအားထုတ်လို့ရှိရင်ဘုဇင်9ပါးကိုနည်းနည်းပွားရင်နည်းနည်းခံစားရတယ်များပွားလို့ရှိရင်များသူ့ရဲ့ side effect ကခံစားရတယ်ချမ်းသာကိုယ်စိတ်နှပါချမ်းသာမှုလို့ခေါ်တဲ့ side effect တွေ
ခံစားရတဲ့ကိလေသာတွေမှာကင်းပြီးတော့ကိုယ်စိတ်နှစ်ပါးချမ်းသာမှုကိုယ်စိတ်နှစ်ပါးငြိမ်းချမ်းမှုပီတိဖြစ်မှုဆိုတာဒီကိုပြည့်ဝခံစားရတယ်အကုန်လုံးကင်းသွားပြီဆိုလို့ရှိရင်အကုန်လုံးပြည့်ဝခံစားရတာအဲ့လိုပဲတဲ့အဲ့တော့ကိုယ့်ရဲ့တဏ္ဍာမှာရှိနေပြီးသားဖြစ်တဲ့ဘုဇင်တရားတွေကိုဘာလို့ရမလဲဆိုတော့ဘုဇင်တရားတွေကိုကိလေသာတွေဖုံးနေတဲ့ဘုဇင်တရားတွေကိလေသာတွေခွာထုတ်ပြရကိလေသာတွေခွာထုတ်လိုက်တော့ကိလေသာတွေဘာနဲ့ခွာတယ်တတိတို့ဝရိယတို့ပညာတို့နဲ့ပဲခွာမှာပါလားအဲ့လိုခွာထုတ်လိုက်ပြီဆိုတဲ့ခါကျကိလေသာနည်းနည်းနဲသွားလို့ရှိရင်နည်းနည်းခံစားရတယ်များများနဲသွားများများကင်းသွားများများခံစားရတယ်ဟုတ်လားအကုန်လုံးကင်းသွားပြီဆိုရင်ဒါအကုန်လုံးအပြည့်အဝခံစားရတယ်အဲ့လိုရှိတာပေါ့နော်အဲ့တော့ဘုဇင်9ပါးတဲ့ဟုတ်လားအဲ့ဆိုဘုရားကဟုတ်လားဝိဝေကနေဘုဇင်9ပါးကိုပွားနေတာဘယ်စင့်တရားပွားမလဲလို့ဆိုတော့တတိတံဘုဇင်ပြောတာပေါ့တတိတံဘုဇင်ပရမောဇနံပါတ်1ကတတိတံဘုဇင်ကိုဘယ်စင့်တရားပွားမလဲဆိုလို့ရှိရင်အဲ့ဆိုဘုရားကဒီမှာအဆင့်30ခွဲထားတယ်နော်အဆင့်30ခွဲထားတယ်အဲ့ဒီအဆင့်30ကဘာတွေလဲတဲ့နံပါတ်1ကဝိဝေကနေတိတနံပါတ်2ကဝိရာဂနေတိတနံပါတ်3ကနိရောဓနေတိတဝေါတကပရိဏာမိ၄ဆင့်ပေါ့ဝိဝေကနေတိတရဲ့ဝိရာဂနေတိတရဲ့နိရောဓနေတိတရဲ့ဝေါတကပရိဏာမိလို့ဆိုရယ်ဒီအဆင့်၄ဆင့်နဲ့ပွားများနော်ဒါတတိတံဘုဇင်ကိုပြောတာတတိတံဘုဇင်ကိုအဲ့လိုအဆင့်၄ဆင့်နဲ့ပွားများမယ်တဲ့အဲ့လိုအဆင့်၄ဆင့်နဲ့ပွားများမယ်တဲ့ဝိဝေကဆိုတာကကာမဂုဏ်အာယုန်ကနေပြီးတော့စိတ်ကလေးကိုကင်းသွားအောင်လုပ်လိုက်တာလွတ်ထွက်သွားအောင်လုပ်လိုက်တာကာမဂုဏ်အာယုန်နဲ့ခွဲလိုက်တာပေါ့ကာမဂုဏ်အာယုန်နဲ့စိတ်ကလေးနဲ့ကင်းသွားအောင်ခွဲပလိုက်တာဟုတ်လားတကူကတွဲနေတာလေအာယုန်ကိလေသာအာယုန်ပေါ်မှာကာမဂုဏ်အာယုန်ပေါ်မှာစိတ်ကလေးကတွဲပြီးတော့မှီးနေတာအမြဲတမ်းစိတ်ဆိုတာအာယုန်ပေါ်မှာမှီးနေတဲ့သဘောအာယုန်ပေါ်မှာတွဲနေတဲ့သဘောအာယုန်ပေါ်မှာကပ်နေတဲ့သဘောအဲ့ဒါလေးကိုခွာပလိုက်တာကိလေသာကာမဂုဏ်အာယုန်နဲ့စိတ်နဲ့ခွာပလိုက်တာတခြားစီလုပ်ပလိုက်တာပေါ့ different ဖြစ်အောင်လုပ်ပလိုက်တာပေါ့နော်ကာမဂုဏ်အာယုန်ကသီးသန့်စိတ်ကသီးသန့်စိတ်ကဒီကာမဂုဏ်အာယုန်ပဲရောက်မသွားအောင်ခွာထုတ်ပလိုက်တာကိုဝိဝေကနေတိတလို့ခေါ်တယ်ဒါတတိကိုတတိတံဘုဇင်ကိုအားထုတ်တဲ့ပုဂ္ဂိုလ်တွေဟာနံပါတ်1ရနိုင်တဲ့ယူတရားကဒါပဲနော်အဲ့ဒီအဆင့်ကိုပထမဆုံးရမယ်ပေါ့ပထမဆုံးရမယ်ဆိုတာကိလေသာနဲ့ကိလေသာကိလေသာကာမအာယုန်ပေါ့ကိလေသာအာယုန်နဲ့စိတ်နဲ့ကွဲသွားအောင်လုပ်လိုက်တာခွဲသွားအောင်ခွဲပလိုက်တာပေါ့နော်ကိလေသာအာယုန်ကတခြားရူပယုံတတ္တယုံခန္ဓာယုံရတ္တယုံဖုဒ္ဓဘာယုံတော့ကိုယ်5ပါးယုံကမကုံကတခြားစိတ်ကတခြားဖြစ်သွားအောင်လုပ်လိုက်တယ်။ဒါကတော့တွဲနေတာစိတ်ကဒီအာယုံပေါ်မှာပဲအမြဲတမ်းမူလျောပြောပိုက်နှိမ့်ချိုက်ပြီးတော့ဖြစ်နေတာလေအဲ့ဒါကိုခွဲပလိုက်တာကိလေသာအာယုံကတခြားနော်စိတ်ကတခြားအဲ့လိုခွဲပလိုက်တာဒါဘ누구ကခွဲပလိုက်တာဆိုတတိယခွဲပလိုက်တာနော်တတိတံဘုဇင်ကခွဲပလိုက်တယ်တဲ့နံပါတ်1ကဒီအကျိုးကိုရတယ်ဒီအဆင့်ရောက်အောင်လုပ်ရမယ်နောက်နံပါတ်2ကဝိဝေကနေတိတဟုတ်လားဝိဝေကမှာလည်းပဲဝိဝေကကလည်းပဲဟုတ်လားခုနကတော့ဝိဝေကနေတိတကကိလေသာအာယုန်နဲ့စိတ်နဲ့ကွဲသွားအောင်ခွဲပလိုက်တာကိုဝိဝေကတဲ့ကင်းစေအောင်လုပ်ပလိုက်တာကိုစိတ်ကိုကာမအာယုန်ကနေကင်းစေအောင်လုပ်ပလိုက်တာကိုဒါပါလို့ဝိဝေကနေတိတလို့ခေါ်ဝိဝေကနေတိတလို့ခေါ်တယ်အဲ့ဝိဝေက3မျိုးရှိတယ်ဟုတ်လားဒရင်ကဝိဝေကဒရင်ကဝိဝေကရဲ့သမုတ်စေတာဝိဝေကရဲ့သမုတ်ဒရင်ကဝိဝေကရှိတယ်သမုတ်စေတာဝိဝေကရှိတယ်နေတရဏဝိဝေကဆိုတာရှိတယ်နော်ဒရင်ကဝိဝေကဆိုတာခိုက်တာအပြင်ကိရိတာတုန်းကလွတ်မြောက်နေတာပေါ့ဒါတိဝစိတ်ကိုထားတယ်ဝင်လေထွက်လေမှတ်တယ်ဝင်လေသည်ထွက်လေသည်ဝင်လေသည်ထွက်လေသည်တို့မှတ်ပြီးတော့ပြေးနေတယ်အဲ့ဒီအချိန်မှာကိရိတာဖြစ်တယ်လားဆိုမဖြစ်ဘူးဝိဝေကဆိုတာကင်းစိတ်တာကိရိတာအာယုံကနေပြီးတော့ကင်းစိတ်နေတာပေါ့5ပါးယုံကာမဂုဏ်ကနေပြီးတော့ကင်းစိတ်နေတာကိုတရင်ကဝိဝေကဘယ်ခိုင်းမှာကင်းစိတ်တာလဲခုနတော့ဝင်လေသည်ထွက်လေသည်ဝင်လေသည်ထွက်လေသည်တို့မှတ်နေတဲ့အခိုက်တန့်ဘာကိရိတာဖြစ်လောဘဖြစ်သလားမဖြစ်ဘူးဒေါသဝဖြစ်သလားမဖြစ်ဘူးဟုတ်လားထောင်လွှတ်တက်ကြွတဲ့မာနဝဖြစ်သလားမဖြစ်ဘူးဟုတ်လားမနာလိုဝန်တိုးတဲ့အိတ်ဓာရီရောဖြစ်သလားမဖြစ်ဘူးမပေးမလူလိုနှမျောဝန်တိုးတဲ့မစ္စရိယရောဖြစ်သလားမဖြစ်ဘူးတိဏမိတ်တာဖြစ်သလားမဖြစ်ဘူးဟုတ်လားအဲ့ဘာလို့ဆိုတော့
တရင်ကဝိဝေကလို့ခေါ်တယ်တဲ့အဲ့ဒါကိုအခိုက်အတန့်အပြင်ကိလေသာအာကာမအာယုန်တွေကနေပြီးတော့ကိလေသာအာယုန်တွေပေါ့နော်အခိုက်အတန့်အပြင်ကိလေသာအာယုန်ကနေပြီးတော့စိတ်ကိုခွဲပလိုက်တာခွာထုတ်ပလိုက်တာကင်းအောင်လုပ်ပလိုက်တာအဲ့ဒါကိုတရင်ကဝိဝေကလို့ခေါ်တယ်နော်နောက်တစ်ခါသမုတ်စေတာနံပါတ်2ကသမုတ်စေတာဝိဝေကသမုတ်စေတာဝိဝေကဆိုတာကလောဘကိုဖေရှားပြလိုက်နိုင်တယ်ဒေါသကိုလည်းဖေရှားပြလိုက်နိုင်တယ်ဘာနဲ့ဖေရှားပြလိုက်တယ်ဆိုတော့မက်နဲ့ဖေရှားပလိုက်တယ်တဲ့အဲ့ဒါကိုတော့အပြီးတိုင်မက်နဲ့ဖေရှားတာကိုမက်နဲ့ဖေရှားတာကျတော့အပြီးတိုင်ကိုဖေရှားပလိုက်ဒီသောတာပတ္တိမက်ရသွားပြီဆိုလို့ရှိရင်ဘာကိလေသာတွေကိုဖယ်လိုက်တယ်ဒိဋ္ဌိနဲ့ဝိသိကိစ္စကိလေသာတွေကိုဖယ်ပလိုက်တယ်နော်ဒိဋ္ဌိနဲ့ဝိသိကိစ္စကိလေသာအာယုန်တွေကိုဖယ်လိုက်ပြီဖယ်ပလိုက်တယ်ဒါကြတိုင်းမဲ့ကြတော့ဘာကိလေသာတွေဖယ်လိုက်တယ်ဆိုတော့အထူးပယ်တဲ့ကိလေသာတော့မရှိဘူးအဲ့ဒီသောတာပန်ပယ်တဲ့ကိလေသာကိုပဲထပ်ပြီးတော့နဲသွားအောင်အဲ့ဒါဟိုပါပေါ့ကျဲသွားအောင်အဖြစ်နဲသွားအောင်အဖြစ်ကျဲသွားအောင်ပသွားအောင်လုပ်လိုက်တာပေါ့ရကြည့်လုပ်လိုက်တာပေါ့နော်ကိလေသာအဖြစ်နဲသွားအောင်လုပ်လိုက်တယ်တဲ့ဒါကြတိုင်းမဲ့ကဒါကြတိုင်းမဲ့ကြတော့အောက်ကာမဘုံမှာဖြစ်တဲ့ကာမဝဇ္ဇရဘုံရူပဝဇ္ဇsorry ကာမဟိုပါပေါ့ခုနကာမတုဂတိခုနဘုံမှာဖြစ်တဲ့ကိလေသာတွေကိုကုန်ပယ်ပလိုက်တယ်ကာမတုဂတိခုနဘုံဆိုတာကလူဘုံရဲ့နတ်ပြည်6ထပ်ကအဲ့ဒါကိုကာမတုဂတိခုနဘုံလို့ခေါ်တယ်အဲ့ဒီကာမတုဂတိခုနဘုံမှာဖြစ်တဲ့ကိလေသာတွေကိုကုန်ပယ်ပလိုက်တယ်ဘာနဲ့ပယ်ပလိုက်လဲအနာဂါမိမက်နဲ့ပယ်ပလိုက်တယ်ဟိုးရူပဝဇ္ဇရဘုံအရူပဝဇ္ဇရဘုံမှာရှိတဲ့ကိလေသာဒါတော့ဥဒ္ဒံဘာဂိယတန်ဥစဉ်လို့ခေါ်တယ်ဟိုကာမတုဂတိခုနဘုံမှာဖြစ်နေတဲ့ကိလေသာကျတော့အဒေါဘာဂိယတန်ဥစဉ်လို့ခေါ်တယ်အဲ့ဒီအဒေါဘာဂိယတန်ဥစဉ်တွေကိုကုန်ပယ်ပလိုက်တယ်နော်အနာဂါမိမက်ကလေအဲ့ဒါကိုဘာလို့ခေါ်လဲဆိုတော့သမုတ်စေတာဝိဝေကလို့ခေါ်တယ်တရင်ကဝိဝေကသမုတ်စေတာဝိဝေကနောက်တော့အရဟတမဲ့ကြတော့ဘာကိုပယ်လိုက်လဲဆိုတော့အရဟတမဲ့ကြတော့ကျွင်းကြံတဲ့ကိလေသာတွေရူပဝဇ္ဇရဘုံအရူပဝဇ္ဇရဘုံကိုတွေ့တာတတ်မဲ့နေတဲ့ဥဒ္ဒံဘာဂိယတန်ဥစဉ်တွေကုန်ပယ်ပလိုက်တယ်နော်ဗုဒ္ဓမယတန်ဥစဉ်မှန်ကြောက်ကုန်ပယ်ပလိုက်ပြီပယ်ပလိုက်ပြီဆိုတဲ့အခါကျတော့ကိလေသာဘာမှမရှိတော့ကိလေသာတွေဘာမှဖြစ်တော့အကုန်လုံးကင်းသွားပြီရှင်းသွားပြီတဲ့အဲ့ဒါကိုအရဟတမဲ့နဲ့ပယ်တယ်လို့ခေါ်တယ်အရဟတမဲ့နဲ့ပယ်တယ်လို့ခေါ်တာပေါ့နော်အရဟတမဲ့နဲ့ကိလေသာအဲ့ဒါကိုကြတော့သမုတ်စေတာဝိဝေကလို့ခေါ်တယ်လေနော်ဒီအတိုင်းမဲ့နဲ့ပယ်လိုက်တဲ့ကိလေသာကိုသမုတ်စေတာဝိဝေကလို့ခေါ်အဲ့ဒါဘာလို့ဆိုသောတတိပဋ္ဌာန်ပွားများလို့ဒီရရှိလာတဲ့ယုတ်တရားတွေပေါ့တတိပဋ္ဌာန်ပွားများလို့ရှိရင်ဒီအကျိုးတရားတွေကိုရမယ်တဲ့နောက်နံပါတ်3ဝိဝေကပါလဲဆိုတော့နေတရဏဝိဝေကထွက်ပေါက်ရသွားပြီတဲ့ဒီတတိလေးကထွက်ပေါက်ကြီးရသွားတယ်တတိလေးအားထုတ်လိုက်တာတတိပဋ္ဌာန်လေးကိုအားထုတ်လိုက်တာတတိတံကိုစဉ်ကိုပွားများအားထုတ်လိုက်တာထွက်ပေါက်ရသွားပြီလောဘဒေါသမောဟဆိုတာတွေနဲ့လွတ်သွားအောင်လုပ်လိုက်တယ်အဲဒါကလောဘဒေါသမောဟဆိုတာတွေကိုထွေရှားပြလိုက်နိုင်တယ်နောက်ဆုံးကြတော့နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်တယ်ပေါ့အဲ့ဒါကိုနေတရဏဝိရာကလို့ခေါ်တယ်ထွက်မြောက်ရထွက်ပေါက်ရသွားတာနေတရဏနိဗ္ဗာန်ကိုမျက်မှောက်ပြုသွားပြီဆိုတဲ့အခါကျတော့ဒါကိလေသာတွေကလွတ်ထွက်သွားပြီပေါ့အဲ့ဒါကိုနေတရဏဝိကလို့ခေါ်တယ်နောက်တစ်ခါဒါတော့ဝိဝေကနေတိတနောက်တစ်ခါနိရောဓနေတိတာတဲ့နိရောဓနေတိတာဆိုတာကချုပ်ငိမ့်သွားတဲ့သဘောချုပ်ငိမ့်သွားတဲ့သဘောလေးကိုဒီလိုပဲဆင်းသိလိုက်တာပေါ့နော်ချုပ်သွားငိမ့်သွားတဲ့သဘောလေးကိုဆင်းသိလိုက်တယ်တဲ့အဲ့ဒါအချိန်လေးမှာသဘောဝတရားတွေသဘောဝတရားလေးတွေကချုပ်ငိမ့်သွားတာမြင်လိုက်ရတယ်ပေါ့ရှုလိုက်တဲ့အာယုံပေါ်မှာတတိလေးကပ်ပြီးတော့နေတဲ့အတွက်ကြောင့်လောဘမဖြစ်တာလောဘမဖြစ်တာချုပ်ငိမ့်သွားတာဒီလောဘမဖြစ်ဘဲနဲ့ချုပ်ငိမ့်သွားတာဒီတွေ့လိုက်ရတယ်ဒေါသမဖြစ်ဘဲနဲ့ချုပ်ငိမ့်သွားတာဒီကိုသိလိုက်ရတယ်ဟုတ်လားမာနတွေအိတ်သားတွေအဲ့ဒါမစ္စရိယတွေမဖြစ်ဘဲနဲ့ချုပ်ငိမ့်သွားတာတွေကိုသိလိုက်ရတယ်တဲ့အဲ့ဒါကိုနိရောဓနေတိတာလို့ခေါ်တာပဲလေနောက်ဆုံးကြတာပါတော့အဲ့လိုကိလေသာတွေဖြစ်ဖြစ်ချုပ်ငိမ့်သွားပြီးတော့နိဗ္ဗာန်ကိုမျက်မှောက်ပြုလိုက်ရတယ်ထာဝရငြိမ်းချမ်းတဲ့နိဗ္ဗာန်ကိုမျက်မှောက်ပြုသွားတယ်ဆိုတဲ့အခါကျတော့နိရောဓနေတိတာခေါ်တာပေါ့နောက်တစ်ခါဝိရာဂနေတိတာဝိရာဂဆိုတာအာယုန်လေးပေါ်မှာတွေ့တာမှုကလည်းပဲကင်းပြတ်သွားတယ်ဝိရာဂဆိုတာကင်းပြတ်တယ်ဘာကိုကင်းပြတ်တာလဲကိလေသာအာယုန်ကနေပြီးတော့ကင်းပြတ်တယ်ကိလေသာကာမဂုဏ်ကိလေသာအာယုန်
ငါးပါးအယုံကာမဂုဏ်ကနေပြီးတော့စိတ်ကလေးကကင်းသွားတာပြတ်သွားတာလွတ်ထွက်သွားတာအဲ့ဒါကိုဝိရာဂနိရောဓဝိရာဂနေတိတလို့ခေါ်တယ်ဝိရာဂနေတိတလို့ခေါ်တယ်နောက်တစ်ခါဝေါတကပရိနာမိတဲ့ဝေါတကပရိနာမိဆိုတာကစွန့်လို့မှုနဲ့စွန့်လို့ပြီးတော့မှပြေးဝင်သွားတာပေါ့စွန့်လို့မှုနဲ့ပြေးဝင်မှုစွန့်လို့ခြင်းနဲ့ပြေးဝင်မှုဒီနှစ်ခုဝေါတကပရိနာမိလို့ခေါ်တာစွန့်လို့မှုဆိုတာကကိလေသာတွေကိုစွန့်လွတ်လိုက်တယ်မှန်လားပြီးတော့နိဗ္ဗာန်ကိုပြေးဝင်သွားတယ်ပေါ့ကိလေသာတွေကနေစွန့်လို့ကိလေသာတွေကိုစွန့်လို့ပြီးတော့မှနိဗ္ဗာန်အယုံစီကိုပြေးဝင်သွားတယ်ဒီကခတိချုပ်ဉာဏ်ပြတဲ့နိဗ္ဗာန်ကိုပြေးဝင်သွားတယ်နော်အဲ့ဒါဝေါတကပရိနာမိလို့ခေါ်တယ်အဲ့ဒီအဆင့်၄ဆင့်နဲ့ဘာလို့ရမလဲဆိုတော့ပွားများမယ်တဲ့ဒါဘာပွားများတာလဲသတိပဋ္ဌာန်ကိုပွားသတိတန်ဖို့စဉ်ကိုပွားများတာပြောတာသတိတန်ဖို့စဉ်ဒီလိုအဆင့်၄ဆင့်နဲ့ပွားများမယ်အဆင့်၄ဆင့်ရောက်အောင်ဟုတ်လားပွားများမယ်လို့ဆိုလို့တယ်အဲ့ဒါကသတိတန်ဖို့စဉ်ပြီးတော့ဓမ္မဝိဇ္ဇာတန်ဖို့စဉ်ပညာပေါ့ပညာဆင်ញံပညာနဲ့ဆင်ခြင်ပြီးတော့အထောက်ရမယ်တဲ့ဝိပဿနာပညာသမထပညာဝိပဿနာပညာသမထကိုခြေခံပြီးတော့မှဝိပဿနာပေါ့သမထပညာဝိပဿနာပညာတွေနဲ့ဘာလို့ရမလဲပွားများရမယ်အထောက်ပြရမယ်တဲ့ပညာဆိုတော့ဒီနေရာမှာတတ္ထာနဲ့ပညာဆိုတာ2မျိုးရှိတယ်ပညာကသိပြီးတော့လွန်တာရှိတယ်ပိုးတာလိုတာရှိတယ်လွန်တာရှိတယ်ပညာကလည်းလေပညာတို့ဝရိယတို့ဆိုတာကလွန်ခဲ့တာရှိတယ်လိုအပ်တာရှိတယ်ခုနကတော့တတိဆိုတာကတော့လွန်တယ်ဆိုတာမရှိဘူးတတိယခွာဟံဘိက္ခဝေတပ္ပတိကံဝရမိတဲ့တတိယခွာဟံဘိက္ခဝေတပ္ပတိကံဝရမိတတိဆိုတာအမြဲတမ်းလိုအပ်နေတာပဲဟုတ်တယ်နော်တတိယအမြဲတမ်းလိုအပ်နေတာပိုးတယ်ဆိုတာမရှိဘူးသွားတဲ့တတိစားတဲ့တတိနေတဲ့တတိထိုင်တဲ့တတိအိတ်တဲ့တတိနောက်ဆုံးအပေါ်ပါသွားတာစတတိနော်လိုတယ်အဲ့မှာတတိတွေလွတ်နေတာသွားလို့လည်းသွားမှမသိဘူးစားလို့လည်းစားမှမသိဘူးအိတ်လို့လည်းအိတ်မှမသိဘူးဟလားရေမိုးချိုးလို့လည်းချိုးမှမသိဘူးအဝတ်စားလဲလို့လည်းလဲမှမသိဘူးထိုင်လို့လည်းထိုင်မှမသိထားလို့လည်းထားမှမသိအပေါ်ပါသွားလို့လည်းသွားမှမသိဘူးသွားနေစိတ်ကဟိုရောက်ဒီရောက်ဟိုတွဲဒီတွဲဟိုတွေးဒီတွေဟိုချမ်းဒီချမ်းဟိုကြောင့်စဉ်းစားဒီကြောင့်စဉ်းစားဒါတွေကများနေတာကိုထမင်းနာစားနေတဲ့စားတဲ့ထဲမှာစိတ်ကမရောက်ဘူးလေစိတ်ကမရောက်ဘူးစိတ်ကလွတ်ထွက်နေတာဟိုရောက်ဒီရောက်ဟိုတွဲဒီတွဲဟိုတွေးဒီတွေဟိုကြောင့်ဒီချမ်းဟိုကြောင့်စဉ်းစားဒီကြောင့်စဉ်းစားဟိုရောက်သွားတယ်ဒီရောက်သွားတယ်နဲ့မြဲတာစိတ်ကလွတ်ထွက်နေတာကိုလွတ်တဲ့လွတ်နဲ့စိတ်နေရတခြားစီဖြစ်နေဒါဝင်ဒီနေ့တက္ကမတယောက် online မှာ Facebook မှာသူ့ရဲ့တရားတွေ့ကြုံတွေကို sharing လုပ်ထားတယ်ရှိတယ်အဲ့ဒါတွေမစိုးသွားဝကြတယ်သူပြောတာလေးတွေစိတ်ကိုစိတ်ချမ်းသာခြင်းနဲ့ဆိုရင်တဲ့အဲ့ဒါလေးတွေနည်းနည်းအတူယူထားပါတော့စိတ်ချမ်းသာခြင်းနဲ့ဆိုရင်တဲ့အဲ့ဒါဘာလို့ရမလဲဆိုတော့ပစ္စုပန်တဲ့ရှုပါတဲ့စိတ်ကလေးကိုပစ္စုပန်တဲ့ထားပါဒါကိုပြောတာသူကအဲ့ဒါဘာပြောတာလို့ဆိုတဲ့အခါကျတော့ဘုရားတော်ကထမင်းစားတယ်ပေါ့စားရင်လည်းထမင်းစားတဲ့အထဲမှာစိတ်ကလေးကိုထည့်ထားလိုက်သူကတော့တတိပဋ္ဌာန်နီးလို့မပြောဘူးသူပြောတဲ့နီးတဲ့တတိပဋ္ဌာန်နီးတွေဘုန်းတော်တတိပဋ္ဌာန်သုံးမှာပါတဲ့နီးတွေကိုသူပြောသွားတာသူကလည်းပဲတရားစခန်းထွက်လာတာဖြစ်မှာပေါ့အဲ့တော့သူပြန်ပြီးတော့ရှေ့ရင်းလောက်တာစိတ်ချမ်းသာခြင်းလို့ရှိရင်ပစ္စုပန်တဲ့ရှုပေးပါဒါလေးပဲသူပြောတာအဲ့ဒါလေးသူပြောတာတာမဆိုးဘူးကတော့မှားသားစရာကောင်းတယ်လို့ဒါလေးကအဲ့ဒါဘာလို့ဆိုတော့ထမင်းနာစားနေတဲ့စိတ်ကဟိုရောက်ဒီရောက်ဟိုထွက်ဒီထွက်ဟိုတွေးဒီတွေဟိုကြောင့်စဉ်းစားဒီကြောင့်စဉ်းစားဟိုရောက်သွားလိုက်ဒီရောက်သွားလိုက်သားကြောင့်သမီးကြောင့်စီဝါရေးကြောင့်အိမ်တော်ရေးကြောင့်အဲ့ဒါတွေရောက်ပြီးတော့တွေးနေတာအဲ့လိုမလုပ်အောင်မတွေးရဘူးတဲ့အဲ့ထမင်းစားတဲ့ထဲမှာစိတ်ကလေးကိုထည့်ထားလိုက်ငါထမင်းစားနေပါလားလို့သိလိုက်ဒါပစ္စုပန်တဲ့ရှုတယ်လို့ခေါ်ရေတောက်နေလို့ရှိရင်လည်းပဲရေတောက်တာပဲဖြစ်ဖြစ်ကော်ဖီတောက်တာပဲဖြစ်ဖြစ်လက်ဖက်ရည်တောက်တာပဲဖြစ်ဖြစ်ခုတောင်းလို့ချင်းငါလက်ဖေးတောင်းနေတယ်စိတ်ထဲလက်ဖေးတောင်းနေတဲ့ထဲမှာစိတ်ကလေးကိုထည့်ထားလိုက်ကော်ဖီတောင်းနေလို့ချင်းလည်းကော်ဖီတောင်းနေတဲ့ထဲမှာစိတ်ကလေးကိုနှိပ်ထားလိုက်နှုတ်ထားလိုက်အာယုံစိုက်ထားလိုက်တခြားကိုစိတ်ကမထွက်နဲ့အဲ့တော့ပစ္စုပန်တဲ့ရှုတယ်လို့ခေါ်တယ်ပေါ့နော်လမ်းလျှောက်နေလို့ချင်းလည်းငါလမ်းလျှောက်နေတာပါလားလို့သိလိုက်ပါတဲ့လမ်းနာလျှောက်နေတဲ့ဘယ်တလန်းညာတလန်းဘယ်တလန်းညာတလန်းလှမ်းပြီးတော့လျှောက်တာလျှောက်နေတဲ့စိတ်ကဒီထက်မရှိဘူးလေဟိုရောက်ဒီရောက်ဟိုတွေးဒီတွေဟိုထွက်ဒီတွေဟိုကြောင့်စဉ်းစားဒီကြောင့်စဉ်းစားဟုတ်လားဒါကြောင့်သမီးကြောင့်အိမ်တော်ရေးကြောင့်စီဝါရေးကြောင့်ဘာသာရေးကြောင့်လူငွေကြောင့်တွေရောက်ရှောက်ပြီးတော့တွေးနေတာကများတယ်အဲ့လိုမလုပ်ပါနဲ့
လမ်းလျှောက်လို့ရှိရင်လမ်းလျှောက်တဲ့ထဲမှာစိတ်ကလေးကိုထည့်ထားလိုက်ပါအဲ့ဒါပစ္စုပန်တဲ့ရှုရလို့ပေါ့နော်ရေချိုးရင်လည်းပဲရေချိုးတဲ့ထဲမှာစိတ်ကိုထည့်ထားလိုက်တဲ့ရေဓာချိုးနေတဲ့စိတ်ကတော့ဟိုရောက်ဒီရောက်ဟိုတွဲဒီတွဲလေအဲ့လိုမဖြစ်ပါစေနဲ့ဒါပြောတာဝိစားလဲရင်လည်းဝိစားလဲနေတယ်လို့သိလိုက်ပါရေမိုးချိုးရင်လည်းရေမိုးချိုးတယ်လို့သိလိုက်ပါမျက်နှာသိရင်လည်းမျက်နှာသိတယ်လို့သိလိုက်ပါဓမ္မစားရင်လည်းဓမ္မစားတယ်လို့သိလိုက်ပါလမ်းသွားရင်လည်းလမ်းသွားရင်လည်းသိလိုက်ပါထိုင်ရင်လည်းထိုင်တယ်လို့သိထိုင်ရင်လည်းထားတယ်လို့သိရရင်လည်းရတယ်လို့သိလိုက်ပါအေးရတဲ့လေးလျောင်းတော့နေလည်းလေးလျောင်းနေတယ်လို့သိလိုက်ပါနောက်ဆုံးဥစ္စာရပတ္တဝကံမေတ္တဇန္တကာရီဟောဒီသဘောလေးကိုသူပြောသွားတယ်သူကတော့ပါဠိတွေပါဠိသိမှာမဟုတ်ဘူးလေဟိုနောက်ဆုံးလေတဲ့အပေါ်ပါသွားတာစပြီးတော့ငါအပေါ်ပါသွားနေတာပါလားလို့သိအောင်လုပ်လိုက်ပါတဲ့စိတ်ကလေးကိုဒီထက်မှာထည့်ထားလိုက်ပါတဲ့ဒါကိုပြောတာနော်အဲ့တော့ပစ္စုပန်တဲ့ရှုတယ်လို့အဲ့လိုပစ္စုပန်တဲ့ရှုနေတဲ့ပုဂ္ဂိုလ်ကဘယ်တော့မှစိတ်မဆင်းရဲဘူးတဲ့စိတ်ဆင်းရဲတဲ့ပုဂ္ဂိုလ်တွေကစိတ်ဆင်းရဲတယ်နဲ့ညီးမနေနဲ့ကိုရဲ့ပစ္စုပန်ကိုလုံနေတဲ့လှုပ်ထမ်းမှာစိတ်ကလေးကိုနှစ်ထားလိုက်ပါစိတ်ကလေးကိုမြုပ်ထားလိုက်မြုပ်နှံထားလိုက်ပါဟုတ်လားလှုပ်တာနဲ့စိတ်နဲ့ကိုရဲ့လှုပ်ရနေတဲ့တစ်ထပ်တည်းဖြစ်နေပါစေတဲ့ကိုလုံနေတဲ့အလုပ်နဲ့စိတ်နဲ့တစ်ထပ်တည်းဖြစ်နေပါစေတဲ့အဲ့ဒါဆိုရင်ဘယ်တော့မှစိတ်မဆင်းရဲဘူးတဲ့ဒါပြောတာနော်စိတ်ချမ်းသာခြင်းနဲ့စိတ်ဆင်းရဲတယ်ဆိုတာကစိတ်မငြိမ်လို့တမာတိမရလို့စိတ်ဆင်းရဲတာဒါမှမဟုတ်ရိတ်တာတွေမှာသွားပြီးတော့တရားထိုင်ရတယ်ဒီစိတ်ဆင်းရဲတယ်စိတ်ကိုအနာပေးတဲ့အနေနဲ့စိတ်ချမ်းသာအောင်ဆိုပြီးတော့တရားသွားထိုင်ရတယ်အဲ့ဒီသဘောပဲရိတ်တာတော့သွားစရာမလိုတော့ဘူးသူပြောတဲ့နေရာကိုယ်အိမ်မှာနေရင်းနဲ့ကိုပဲဒါတရားအားထုတ်ပြီးသားဖြစ်နေတာလေအဲ့ဒါကျတော့ဘာတရားလဲဆိုတော့ကာယ ानु ပဒနာတတိပဋ္ဌာန်လို့ခေါ်တယ်နော်ကိုအမူအရာလှုပ်ရှားတိုင်းကိုသိနေတာလေကိုအမူအရာလှုပ်ရှားတိုင်းကိုသိနေတာလေးကိုဒါပါတော့ကာယ ानु ပဒနာတတိပဋ္ဌာန်လို့ခေါ်တယ်ဘုန်းတော်တတိပဋ္ဌာန်နဲ့ဒီဘုဇင်နဲ့တွဲပြီးတော့လှုပ်ရမှာနော်ဘုဇင်9ပါးကိုအာယုံ4ပါးနဲ့ကမ္မထအာယုံ4ပါးနဲ့တွဲပြီးတော့လှုပ်ရမှာနော်ခုနတော့ဒကမကြီးပြောတဲ့online မှာ sharing လုပ်တဲ့စကားတွေဒီသဘောတွေသူကပြောသွားတယ်ဒီသဘောတွေသူကတတိပဋ္ဌာန်စီးကနေသူကပြောသွားတာပေါ့နော်အဲ့ဒါလည်းအဲ့တိုင်းပဲသူပြောတဲ့တိုင်ဟုတ်တယ်အဲ့တိုင်းလို့ရှိရင်ဒါစိတ်ချမ်းသာမှုရမယ်ဘုရားဘုန်းတို့ဒီတတိပဋ္ဌာန်ဘုဇင်9ပါးပေါ့ဘုဇင်9ပါးအားထုတ်မယ်ဆိုရင်လည်းပဲတဲ့အာယုံ4ပါးနဲ့တွဲပြီးတော့အားထုတ်ပါတဲ့မြတ်စွာဘုရားကလေဘုဇင်9ပါးကိုအာယုံ4ပါးနဲ့တွဲပြီးတော့အားထုတ်ပါအာယုံ4ပါးတဲ့ကာယ ानु ပဒနာတတိပဋ္ဌာန်လို့ခေါ်တဲ့အာယုဝေဒနာ ानु ပဒနာတတိပဋ္ဌာန်လို့ခေါ်တဲ့အာယုစိတ်ဓာ ानु ပဒနာတတိပဋ္ဌာန်လို့ခေါ်တဲ့အာယုဓမ္မာ ानु ပဒနာတတိပဋ္ဌာန်လို့ခေါ်တဲ့အာယု4ပါးနဲ့တွဲပြီးတော့ဘုဇင်တတိတံဘုဇင်ဓမ္မဝိဇ္ဇတံဘုဇင်ဝိရိယတံဘုဇင်ပိဋိတံဘုဇင်ပတ္တိတံဘုဇင်သမာဓိတံဥပေက္ခတံဘုဇင်တို့ခေါ်တဲ့ဘုဇင်9ပါးကိုရှုမှတ်ပါအာယု4ပါးနဲ့တွဲပြီးတော့ရှုပေးပါမှတ်ပေးပါပွားများပေးပါအထုတ်ပေးပါဒါကိုပြောတာနော်အဲ့ဒါကိုပြောတာတဲ့အဲ့တော့ဓမ္မဝိဇ္ဇတံဘုဇင်ဓမ္မဝိဇ္ဇဆိုတာပညာနဲ့ဆင်ခြင်ပြီးတော့မှအထုတ်ပါတဲ့သမထအထုတ်တာဝိပဿနာအထုတ်တာရှိတယ်သမထပညာဝိပဿနာပညာအထုတ်တဲ့အခါမှာသင်လားမသင်လားမှန်လားမမှန်လားဒါကနိမှန်ကြလမ်းမှန်ကြသလားမမှန်ဘူးလားဒါကတကယ်မှန်ကန်တဲ့တရားလားမှားယွင်းတဲ့တရားလားတရားအစစ်လားတရားအတူလားဆိုတာကိုဉာဏ်လေးနဲ့ဆင်ခြင်လိုက်ပြီးတော့မှဆင်ခြင်ပြီးတော့မှဘာလို့ရမလဲရှုမှတ်ပါတဲ့အဲ့ဒါဓမ္မဝိဇ္ဇတံဘုဇင်တို့ခေါ်တာလားနောက်တစ်ခါဒီတဲ့တဆင့်တက်ပြီးတော့သိလာတာဘာလို့ဆိုရုပ်တရားနာမ်တရားတွေကိုသိလာတယ်ကိုယ်ခန္ဓာကိုယ်မှာငါခန္ဓာကိုယ်မှာပုဂ္ဂိုလ်ဆိုတာလည်းမရှိတတ္တဝါဆိုတာလည်းမရှိငါဆိုတာမရှိသူဆိုတာလည်းမရှိယောက်ျားဆိုတာမရှိမိန်းမဆိုတာမရှိပုဂ္ဂိုလ်တတ္တဝါငါသူတော်ယောက်ျားမိန်းမဆိုတာမရှိပါလားတကယ်ရှိနေတာကရုပ်တရားနဲ့နာမ်တရားရုပ်တရားကရူပခန္ဓာလို့ခေါ်တယ်နာမ်တရားကဝေဒနာခန္ဓာသင်္ညခန္ဓာသင်္ခါရခန္ဓာဝိညာဏခန္ဓာလို့ခေါ်တယ်ဒါကိုနာမ်လို့ခေါ်အဲ့တော့ခန္ဓာ၅ပါးခွဲလာလို့ရှိရင်ရုပ်တရားနဲ့နာမ်တရားနဲ့ရုပ်တရားဒီနှစ်ပါးပဲရှိပါလားဆိုတော့ဝိညာဉ်နဲ့မှာကွက်ကွင်ထင်ရှားမြင်လာလိမ့်မယ်ဟုတ်လားထင်ရှားမြင်လာလိမ့်မယ်ရုပ်တရားနာမ်တရားကိုပိုင်းခြားပြီးတော့သိလာလိမ့်မယ်ဒါကရုပ်ဒါကနာမ်ဆိုတာကိုသူတော်ဘာပြောလို့သိတာမဟုတ်ဘဲနဲ့ကိုယ်တိုင်အားထုတ်ပြီးတော့မှသိတဲ့အသိမျိုးဖြစ်ရမယ်
ယုံနဲ့နံကွဲအောင်ရှုရမယ်လို့ဆိုလိုတယ်လားဒါကိုနာမရူပပရိစေဒဉာဏ်လို့ခေါ်တာပေါ့နော်အဲ့ဒီဉာဏ်မျိုးတဲ့အဲ့ဒီဉာဏ်မျိုးကိုဒါပညာဓမ္မဝိစီယတန်ဖို့စဉ်လို့ခေါ်တာပေါ့အဲ့တော့ပညာဆိုတာကဒီမှာတတ္တာနဲ့ပညာတရားထုတ်တဲ့အခါမှာလိုတယ်ပေါ့နော်ဘုရားထုတ်တဲ့အခါမှာလည်းလိုတာပဲကြံတဲ့နေရာတွေမှာလည်းပဲလိုတာပဲပေါ့တရားနဲ့ပညာပေါ့တရားနဲ့ပညာကညီမျှဟောပေါ့ balance ဖြစ်ဖို့လိုတယ်တဲ့တခုကလွန်ခဲ့ပြီဆိုလို့ရှိရင်အကျိုးမရတော့ပညာလွန်ခဲ့ပြီးတော့တရားနဲ့နေမယ်တရားလွန်ခဲ့ပြီးတော့ပညာနဲ့နေမယ်ဆိုလို့ရှိရင်လည်းပဲဘာဖြစ်တော့အကျိုးမပြည့်အချီးနှီးဖြစ်တတ်တယ်တဲ့တချို့ကတရားကောင်းတယ်တချို့ကပညာဆိုတော့ခုနဓမ္မဝိဇ္ဇာတန်ဖိုးစဉ်ကိုပြောတာနော်တချို့ကတရားကောင်းတယ်တချို့ကပညာအားနည်းတရားကောင်းတဲ့အခါကျတော့သူများပြောတိုင်းယုံတယ်သူများပြောတိုင်းလက်ခံတယ်မှန်သလားမှားသလားဖြစ်နိုင်သလားမဖြစ်နိုင်ဘူးလားဖြစ်တဲ့သလားမဖြစ်တဲ့ဘူးလားဆိုတာမဝေဖန်တတ်ဘူးမစစ်စစ်တတ်ဘူးမဆုံးဖြတ်တတ်ဘူးလေပညာမှမရှိပညာနေတာကိုပညာနေတော့သူပြောတာကိုပဲသူတို့ကပြောတာကိုပဲသူအဟုတ်ထင်ပြီးတော့လက်ခံလိုက်တယ်ဟဲ့လားလက်ခံလိုက်တယ်အဲ့တော့ဟိုပါပေါ့အလိုအကျိုးမများတဲ့နေရာတွေမှာပုံအောပြီးတော့လူတတ်တယ်ပေါ့တရားအားကောင်းပြီးတော့ပညာအားနေတဲ့ပုဂ္ဂိုလ်ကလေသူများပြောတဲ့ယုံတဲ့ပုဂ္ဂိုလ်ကသူများပြောတဲ့ယုံလွယ်တဲ့ပုဂ္ဂိုလ်ကဟောပေါ့သူများပြောတဲ့ယုံလွယ်ပြီးတော့ဘာလို့ဘုန်းတို့ဗမာပြည်မှာဆိုလို့ရှိရင်ဘိုးတော်တွေဘွားတော်တွေရှိတယ်လေဘိုးတော်တွေဘွားတော်တွေရဲ့စကားလက်ခံယုံပြီးတော့တခါလေဟောပေါ့တရားသားနေရွှေတရားသားနေတရားသားပြောင်းလုံးမှတို့ဘာတို့ပေါ့နော်အဲ့ဒါမျိုးတွေနဲ့ဆွဲတဲ့အခါကျတော့သူကဟုတ်ထင်ပြီးတော့တခါလေကိုရှိမှရှိတဲ့လက်စွပ်တွေရောလက်ကောက်တွေရောဆွဲကြိုတွေရောနကတ်တွေရောအဲ့ဒါရောအကုန်လုံးစုပုံပြီးတော့ပေးမွေးရောဝါတာလားပညာမှမပါပဲဟုတ်တယ်လားမဟုတ်ဘူးလားပြန်ပြီးတော့ဟုတ်တယ်လားမဟုတ်လားစစ်ဆေးရမယ်လေသူပြောတာမှန်တယ်လားမမှန်ဘူးလားဖြစ်နိုင်တယ်လားမဖြစ်နိုင်ဘူးလားဖြစ်နိုင်လို့ရှိရင်သူကိုယ်တိုင်လုံးမှာပေါ့ကိုယ်ပဲပေးမယ်ဒီနီလန်းဒီအဲ့ဒါလည်းစဉ်းစားအောင်ပါပေါ့တကယ်လို့တရားသားနဲ့တရားသားပြောလို့မရှိဘူးသူလုံးမှာပေါ့ချက်ကနန်းပေးတဲ့လူကလည်းသူ့ဘက်သူပဲယူမှာပေါ့လို့ချက်ကနန်းသူကသူပြောချင်အောင်ပြောပြီးတော့ကိုကကောက်ချင်အောင်ကောက်အဲ့ဒါမှန်သွားလို့ရတယ်ဒါဒီဘုန်းကြီးချက်ကနန်းပေးတာမှန်တယ်ဘာညာသူများပြောတာသူများကိုပုဂ္ဂတာမဟုတ်တာပညာနဲ့စစ်ဆေးဖို့ပြောတာပညာနဲ့စစ်ဆေးဖို့ပြောသူများပြောတဲ့မယုံဖို့သူများပြောတဲ့လက်မခံဖို့ပြောအဲ့ဒါဘုန်းတော်ပညာနေတဲ့အခါကျတော့သူများပြောတဲ့လက်ခံတယ်သူများပြောတဲ့ယုံတယ်သူများပြောတဲ့ဟိုကြီးထင်ပြီးတော့လိုက်ပြီးတော့လုံးကြတယ်အဲ့ဒါနောက်ပိုင်းကျတော့မှဟိုတလောကတခါပြောခဲ့သည်ရှမ်းလေးဟုတ်စံကလေးဆရာတော်ဆိုကြားလိုက်တယ်မလားအဲ့ဒါပြောပြီးပြောတာအရင်တစ်ပတ်ကလည်းမသိပြောလိုက်မပြောတော့အဲ့လိုဖြစ်တတ်တယ်ပေါ့အဲ့ဒါပညာမပါလို့တရားလွန်ခဲ့ပြီးတော့ပညာမွဲလို့ရှိရင်တလွဲကြည့်တရားလွန်ခဲ့ပညာမွဲတလွဲယုံကြည်တယ်တဲ့တလွဲမှာပုံမောပြီးတော့ယုံကြည်ပြီးတော့လူရတဲ့တန်းတတ်တယ်ပေးတတ်တယ်ကမ်းတတ်တယ်ဆွန်ကျက်တတ်တယ်အဲ့ဒါမျိုးပညာနဲ့စစ်ဆေးရမယ်တဲ့ဟုတ်သလားမဟုတ်ဘူးလားလူသင်သလားမလူသင်ဘူးလားစသည်အပြင်ဒါပညာနဲ့စစ်ဆေးရမယ်နောက်တစ်ခါပညာလွန်ခဲ့တရားမွဲဒါလည်းရှိတယ်နော်တချို့ကပညာအားကြီးတယ်တရားနဲ့ဒါလည်းရှိတယ်တချို့ကတရားအားကောင်းတယ်ပညာနဲ့တရားနဲ့ပညာနဲ့ကဘာလို့ balance ဖြစ်အောင်လုပ်ပေးရမယ်ခုနတော့တရားလွန်ခဲ့ပြီးတော့ပညာမွဲလို့ရှိတော့တလွဲကြီးညိုတယ်တရားလွန်ခဲ့ပညာမွဲတလွဲကြီးညိုတလွဲယုံကြည်သည်အဲ့ဒါပညာလွန်ခဲ့တရားမွဲဆင်းလဲကောက်ကျစ်သည်တဲ့ပညာလွန်ခဲ့ပြီးတော့တရားမွဲနေမယ်ဆိုလို့ရှိရင်ကောက်ကျစ်တဲ့ဘက်ကိုပါသွားတတ်တယ်တဲ့ငါလူလို့အကျိုးမှရှိပါမလားငါလူလိုက်တဲ့ဟာတွေကဘုံမောလောများဖြစ်နေမလားမိုးရေများတဲ့နေရာမိုးရွာသလိုများဖြစ်နေမလားအဲ့ဒါမျိုးတွေတွေးပြီးတော့စဉ်းစားပြီးတော့သူကမလူဖြစ်တော့အဲ့မျိုးတွေဖြစ်တတ်ပညာလွန်ခဲ့ပြီးတော့တရားအားနေလို့ရှိရင်ဒီလိုဖြစ်တတ်တရားလွန်ခဲ့ပြီးတော့ပညာမွေးရင်လည်းပဲအကျိုးမပြည့်ချီနေဖြစ်တတ်တယ်တဲ့လူတော့လူတယ်ဘလိုအပ်တဲ့နေရာတွေမှာပုံပေါ်ပြီးတော့လူရတာဖြစ်တတ်တယ်အဲ့မျိုးတွေမဖြစ်ရလေတရားနဲ့ပညာနဲ့ညှိပေးရမယ်ပညာဆိုတာဒီမှာဓမ္မဝိဇ္ဇာတန်ဖိုးစဉ်ပြောတာနော်သတိတန်ဖိုးစဉ်ဓမ္မဝိဇ္ဇာတန်ဝိရိယတန်ဖိုးစဉ်တဲ့ဝိရိယတန်ဖိုးစဉ်ဆိုတာလည်းပဲလိုတာလားဝိရိယတန်ဖိုးစဉ်ကလည်းပဲရေးကြည့်တယ်ဟုတ်လားဆိုတော့နာသီဝစေကိုတာဝင်နေထွက်လေမှားပြီးတော့နေတယ်ဝင်နေထွက်လေမှားပြီးတော့နေတဲ့ကရစိတ်ကလေးကထွက်သွားတယ်လွတ်သွားတယ်ပြန့်သွားတယ်ဟိုရောက်ဒီရောက်ဟိုထွက်ဒီထွက်ဟိုတွေ့ဒီတွေ့ဟိုကြောင့်စဉ်းစားဒီကြောင့်စဉ်းစားရောက်သွားတယ်ထွက်သွားတဲ့စိတ်ကလေးကို
ဝရိယလို့ခေါ်တဲ့ကြိမ်လုံးလေးနဲ့ရက်ပြီးတော့တင်ပေးရမယ်တဲ့အဲ့တော့စိတ်ကပါလဲဆိုတော့နွားရိုင်းနဲ့တူနွားရိုင်းနဲ့တူတယ်မဆုံးမသေးတဲ့နွားရိုင်းနဲ့တူတယ်ဘုရားဝရိယဆိုတာဘာလို့နဲ့ပါနဲ့တူလဲဆိုတော့ကြိမ်လုံးနဲ့တူတယ်ဝရိယစိတ်ထွက်သွားတဲ့နွားစိတ်ဆိုတဲ့နွားရိုင်းလေးကိုဝရိယလို့ခေါ်တဲ့ကြိမ်လုံးလေးနဲ့ဖြတ်နဲ့ရက်ပြီးတော့နှာသီးဝါလို့ခေါ်တဲ့ခြေတိုင်းမှာတင်းနေပေးရတယ်နာသီဝကခြေတိုင်းလို့ခေါ်တဲ့တတိယကျိုးနဲ့တူတယ်နာသီဝခြေတိုင်းမှာတင်ပြီးတော့တတိဆိုတဲ့ကျိုးလေးနဲ့တုတ်ထားလိုက်နော်တုတ်ထားရတော့ခိုင်မြဲတာမခိုင်ဘူးဒီကထွက်သွားပြန်ရော9မိနစ်10မိနစ်လောက်ကြာတော့ဘူးရောက်ဒီရောက်ဘူးတွက်ဒီတွက်ဘူးတွေးဒီကြောင့်စီစဉ်တာဒီကြောင့်ရောက်သွားပြန်ထွက်သွားပြန်ရောဘယ်ထွက်လို့ထွက်သွားမှမသိတော့တော်လေးကြာမှသိတယ်ဩငါစိတ်ကအလုပ်ထက်ရောက်နေတာပါလားဩငါစိတ်ကဆေးုံရောက်နေတာပါလားဩငါစိတ်ကရှော့ပင်ထွက်နေတာပါလားဆိုတာအဲ့တော့မှသိတာအဲ့တော့မှဝရိယလို့ခေါ်တဲ့ခြေလုံးလေးနဲ့ရက်ပြီးတော့တင်ပေးဘယ်ကိုတင်ပေးပဲနာသီဝလို့ခေါ်တဲ့ခြေတိုင်းမှာတင်ပေးတတိဆိုတဲ့ကျိုးလေးနဲ့တုတ်ထားလိုက်နော်တတိဆိုတဲ့ကျိုးလေးနဲ့တုတ်ထားလိုက်တဲ့ယောဂီဘုရားဘာလို့ဆိုတော့နွားရှင်နဲ့တူတယ်နွားပေါ့နွားလို့ခေါ်နွားကြောင်သားပေါ့နွားကြောင်သားနဲ့တူတယ်ယောဂီဘုရားနွားကြောင်သားနဲ့တူတယ်စိတ်ကနွားနဲ့တူတယ်အဲ့ဝရိယကခြေလုံးနဲ့တူတယ်တတိယကျိုးနဲ့တူတယ်နာသီဝကခြေတိုင်းနဲ့တူတယ်အဲ့ဒါလေးတွေဥပမာလေးတွေမှတ်ထားတယ်အဲ့ဒီဥပမာနဲ့တူစွာတဲ့ဝရိယကဘာလို့ကြိမ်လုံးနဲ့တူတယ်ဒီမှာဝရိယဆိုတဲ့တန်ဖိုးစဉ်ထွက်သွားတဲ့စိတ်ကလေးကိုပြန်ပြီးတော့တင်ပေးမယ်ထွက်သွားတဲ့နရိုင်းလေးပေါ့နော်နရိုင်းလို့ခေါ်တဲ့စိတ်ကလေးကိုဝရိယလို့ခေါ်တဲ့ကြိမ်လုံးနဲ့ရက်ပြီးတော့ခြေတိုင်းမှာတင်ပေးပဲခြေတိုင်းမှာပြန်ပြီးတော့ကန်နေမယ်ဒီခြေတိုင်းရောက်တော့တတိဆိုတဲ့ကျိုးလေးနဲ့ခြိပေးထားတယ်ဘယ်ကခြိပေးထားတယ်နွားကြောင်သားခြိပေးထားတယ်နွားကြောင်သားသို့မဟုတ်နွားပိုင်ရှင်ပေါ့နော်အဲ့တော့ဒီနေရာမှာအဲ့ဒါတတိယဘာနဲ့တူလဲဆိုတော့ကျိုးနဲ့တူတယ်နာသီဝကခြေတိုင်းနဲ့တူတယ်ဝရိယကခြေလုံးနဲ့တူတယ်အဲ့ဒါဝရိယကခြေလုံးနဲ့တူတယ်နွားပိုင်ဟွာပေါ့ဒီကတရားအထုတ်တဲ့ဘုကဘာနဲ့တူလဲဆိုတော့နွားပိုင်ရှင်နဲ့တူတယ်နွားကြောင်သားနဲ့တူတယ်စိတ်စာနွားရိုင်းနဲ့တူတယ်အဲ့လိုလေးမှတ်ထားလိုက်ပေါ့နော်အဲ့တော့ဒီမှာဝရိယဆိုတဲ့ကြိမ်လုံးလေးနဲ့ရက်ပြီးတော့တင်ပေးရမယ်တဲ့ဒါပြောတာနော်ဝရိယတန်ဖိုးစဉ်ပိဋိတန်ဖိုးစဉ်တဲ့သတိတန်ဖိုးစဉ်ဓမ္မဝိဇ္ဇတန်ဖိုးစဉ်ဝိရိယတန်ဖိုးစဉ်ပိဋိတန်ဖိုးစဉ်အဲ့ဒါပတ္တိကိုရကပိဋိခဏိကပိဋိဥပေကပိဋိပရဏပိဋိအဲ့ဒါပရဏပိဋိဆိုပြီးတော့ခဏိကပိဋိခဏတိုင်းဖြစ်တဲ့ပိဋိဟောဘောစေကရိယငြိမ်ပြီးတော့နေတဲ့ခါကျတော့နာသီဝနဲ့အာယုနဲ့မှတ်သိစေနဲ့ကြိုက်ပြီးတော့နေတဲ့ခါကျတော့စေကရိယငြိမ်ပြီးတော့ကြာသွားအဲ့ချိန်မှာနှစ်သက်မှုလို့ခေါ်တဲ့ပီတိတွေရတာလေအဲ့ဒါမြဲသလားဆိုတော့မမြဲဘူးတခါထပ်ဖြစ်လိုက်တခါထပ်ပြီးတော့ပြတ်သွားလိုက်ဖြစ်လိုက်အဲ့လိုဖြစ်နေတာလေအမြဲတမ်းဒီပီတိကမြဲနေသလားဆိုတော့မမြဲဘူးခဏလေးဖြစ်လိုက်တခါဖြတ်ခနဲ့ဆိုပျောက်သွားလိုက်အဲ့ဒါကစေကရိဝရိယဆိုတဲ့ခြေလုံးနဲ့ရိုက်ပြီးတော့တင်ပေးလိုက်တခါရှုလိုက်တခါထပ်ပြီးတော့ပီတိတွေဖြစ်လာလိုက်ထပ်ပြီးတော့ပြတ်သွားအဲ့ကိုဒီလိုက်အဲ့လိုတက်လာလိုက်ကြာလာလိုက်တက်လာလိုက်ကြာအဲ့လိုဖြစ်နေတာဟုတ်လေဒါပါခဏိကပီတိလို့ခေါ်တယ်ခဏိကပီတိအဲ့ဒါပရဏခဏိကပီတိဥပေကပီခဏိကပီဩကန္တိကပီပီတိဆိုတာကတော့ဟိုမြောက်ပြီးတော့တက်သွားတဲ့သဘောနော်အဲ့ဒါကိုခံစားရတာလေဟိုလိုင်းစီးနေရတယ်လို့ပဲတဲ့တရားထိုင်ရင်းနဲ့ငြိမ့်ကနေဖြစ်သွားတာပေါ့တရားထိုင်ရင်းနဲ့ငြိမ့်ကနေဖြစ်သွားတဲ့သဘောလေးကိုဒါဥက္ကန္တိကပီတိဥပေကပီဥက္ကန္တိကခန္ဓာကိုယ်မှာတက်ရောက်တာလေခန္ဓာကိုယ်မှာတက်ရောက်တဲ့ပြီးဥက္ကန္တိကဥပေကပီတိဆိုတာခုနလိုမြောက်ပြီးတော့ကြွတက်သွားတဲ့သဘောလေးစိတ်ကြီးကတင်ရတာဘုရားလည်းပဲတရားထိုင်နေတဲ့စိတ်ကကောင်းငင်ရောက်သွားတာတို့ဘာလို့ကောင်းငင်မှာပြန်ဝဲနေတာတို့ဘာလို့အဲ့လိုထင်ရတာလေစိတ်ကထင်တာတကယ်တော့ဖြစ်တာမဟုတ်ဘူးလေအဲ့ဒါကိုကြတော့ဥပေကပီတိလို့ခေါ်တာပေါ့နော်ဥပေကပီတိပရဏပီတိခဏိကပီတိဩကန္တိကပီတိဥပေကပီတိပရဏပီတိဆိုတာကတော့ပရဏပီတိဆိုတာတကောလုံးဤစိတ်ပြီးတော့နေအောင်ခံစားလို့တအားကောင်းတာပေါ့တရားဟိုနာသီဝနဲ့အာယုနဲ့မှတ်သိစိတ်နဲ့ကြိုက်သွားပြီဆိုတော့အဲ့ပီတိရတယ်အဲ့ပီတိကခါတယ်တော်လေးကိုခိုင်မြဲသွားပြီတမာတိအားကောင်းတယ်ပီတိကအားကောင်းတယ်ပဲတမာတိအားကောင်းလာလိပီတိအားကောင်းလာလိပါလားပီတိဆိုတာနှစ်သက်မှုကျေနပ်မှုသဘောကိုဒါပီတိလို့ခေါ်တာလေအဲ့ပီတိက
ပီတိကအဲ့လိုပီတိမျိုးကြတော့ဒီကိုယ်လုံးကိုဣစိတ်သွားတယ်တဲ့ဒီကိုယ်လုံးကိုစိတ်ပြီးတော့ခါလေငြိမ်ညောင်းသွားတာဒါပါနဲ့ဒဂုတ္တရာဟိုမဲ့နဲ့မဆိုင်သေးဘူးနော်လောကီပညာပဲရှိသေးတယ်လောကီဝိပဿနာပညာပဲရှိသေးတယ်ပညာအဆင့်ပဲရှိသေးတာပေါ့ဟိုမဲ့ပြင်လောကုတ္တရာမဲ့ပညာဖူပညာဒါတွေနဲ့မဆိုင်သေးဘူးအဲ့ဒီတော့မရောက်သေးဘူးပေါ့နော်အဲ့ဒီမရောက်သေးခင်မှာဖြစ်တဲ့ပီတိပြောတာနော်အဲ့ဒါကိုပရဏပီတိဒီကိုယ်လုံးမှာပြန်နှံပြီးတော့သွားတဲ့ပီတိပေါ့နော်အဲ့လိုပီတိမျိုးတွေခံစားရတဲ့ခံစားရတယ်တဲ့ပီတိကနေတဆင့်တဲပြီးတော့မှကိုယ်စိတ်နှစ်ပါးငြိမ်းချမ်းမှုလို့ခေါ်တဲ့ပတ္တတိဟဲ့လားကိုယ်စိတ်နှစ်ပါးကိုယ်တွေငြိမ်းချမ်းလာတဲ့စိတ်တွေငြိမ်းချမ်းလာတဲ့အဲ့တော့တရားထိုင်တဲ့အခါမှာဟဲ့လားဘုန်းကြီးယောဂမဖြစ်ဘူးလားညောင်းတာတွေညာတာတွေကြိုက်တာတွေခဲတာတွေထုံတာတွေကျင်တာတွေအောင့်တာတွေမဖြစ်ဘူးလားဆိုဖြစ်တာပေါ့ဟိုနိုင်ဝဲကြော်45မိနစ်လောက်ဒီလာပြီဆိုရင်တို့ကိုခံခက်နေဟဲ့လားဒါရဲဟိုပေါ့ရေတွေကငါ့ကိုကောင်းကင်အကုန်းပေါ်မှာလွတ်ထားတယ်လို့တစ်ချက်ပြက်နဲ့ခုံးနေတယ်လို့ဖြစ်နေတာလားရေတွေကငါ့ကိုကုန်းပေါ်မှာတင်ထားတယ်လို့ကုန်းပေါ်မှာတင်ထားတော့ရေတွေကငါပဲငြိမ်းနေမှာပဲသူကနေမှမနေတာပဲနဲ့သူကအမြဲတမ်းရေထဲမှာနေရတာဆိုတော့အသက်ရှူရတဲ့ကြက်တယ်လေအဲ့ဒီကြက်ကတော့တစ်ချက်ပြက်နဲ့ခုံးနေတယ်လို့ရတာယောဂီပုဂ္ဂိုလ်အဲ့ဒီချိန်မှာဟိုလှုပ်လိုက်ဒီလှုပ်လိုက်ဟိုဘက်လှိမ့်လိုက်ဒီဘက်လှိမ့်လိုက်ဟိုဘက်လှည့်လိုက်ဒီဘက်လှည့်လိုက်ဟိုဘက်ရေးလိုက်ဒီဘက်ရေးလိုက်ပြင်းလိုက်ပြုတ်လိုက်နေဆိုတော့ဘလို့မှတမာရီကမရနိုင်ဘူးအဲ့ဒါကတော့ဝေဒနာတက်တယ်လို့ခေါ်တာပေါ့နော်ဒုက္ခခံစားမှုခေါ်တဲ့ဒုက္ခဝေဒနာပေါ့အဲ့ဒုက္ခဝေဒနာတက်လာပြီဆိုလို့ရှိရင်သွားပါတော့ဒုက္ခဝေဒနာတက်လာပြီဆိုလို့ရှိရင်ဘလို့မှမရတော့အဲ့ဒါပြင်းရင်လာတယ်ပြောင်းရင်လာတယ်ရွှေ့ရင်လာတယ်ပေါ့နော်အဲ့တော့ပီတိဖြစ်လာပြီဆိုလို့ရှိရင်ပီတိဖြစ်လာပြီဆိုကာယပတ္တတိဆိုတာဒါကိုပြောတာယောဂတော့ဖြစ်တယ်မဖြစ်ဘူးမဟုတ်ဖြစ်တယ်သို့တော်လည်းပဲဖြစ်လို့ဖြစ်မှမသိဘူးဘာလို့ဆိုတော့တမာရီကဟိုတည်ငြိမ်မှုလို့ခေါ်တဲ့တမာရီကနေပြီးတော့ပီတိပေါ့ပီတိပဲတဲ့တမာရီရမှာလည်းပီတိဆိုတာဖြစ်တာလေအဲ့ပီတိကနေပြီးတော့မွေးထုတ်လိုက်တာပါတော့ကာယပတ္တတိဆိုတာမွေးထုတ်လိုက်ပီတိကနေပြီးတော့ကာယပတ္တတိဆိုတာမွေးထုတ်လိုက်တယ်ဒါကြောင့်မလို့ကိုယ်တွေငြိမ်းချမ်းပြီးတော့စိတ်တွေကငြိမ်းချမ်းကိုယ်တွေစိတ်တွေငြိမ်းချမ်းနေတာကိုယ်စိတ်တွေငြိမ်းချမ်းပြီးတော့နေတာပတ္တတိလို့ခေါ်တယ်ပတ္တတိတန်ဖို့စဉ်လို့ခေါ်တယ်ခန္ဓာကိုယ်ကလည်းပဲယောဂဖြစ်လို့ဖြစ်မှမသိဘူးခံစားလို့ခံစားမှမသိဘူးပေါ့နော်အဲ့လိုဖြစ်နေတာလေအဲ့တော့ကာယပတ္တတိလို့ခေါ်တယ်စိတ်တွေကလည်းငြိမ်းချမ်းပြီးတော့နေတာလေအဲ့တော့ဘာလို့ခေါ်လဲဆိုတော့ပတ္တတိတန်ဖို့စဉ်လို့ခေါ်တယ်အဲ့တော့အဲ့ဒီပတ္တတိတန်ဖို့စဉ်ဖြစ်ပြီးတော့မှတခါကိုယ်စိတ်နှစ်ပါးချမ်းသာမှုဆိုတာရတယ်တဲ့အဲ့ဒါတော့ဟိုဟာထဲမှာမပါဘူးပေါ့နော်ဟိုဘုဇင်ထဲမှာမပါဘူးဒုက္ခဖြစ်တာကိုကာယကဒုက္ခစေတသိကဒုက္ခဖြစ်တယ်ဆိုတာတော့ကာယကဒုက္ခစေတသိကဒုက္ခတော့ဘုဇင်ထဲမှာမပါဘူးသူကအစဉ်တိုင်းသွားမယ်ဆိုရင်တော့ပီတိပြီးတော့ပတ္တတိပြီးတော့ဒုက္ခလာမှာဟုတ်အဲ့တော့ကာယကဒုက္ခစေတသိကဒုက္ခလို့ခေါ်တဲ့ဒုက္ခတွေဖြစ်တယ်ကိုယ်စိတ်နှစ်ပါးချမ်းသာတယ်ငြိမ်းချမ်းတယ်အဲ့ဒီမှာဘာယောဂမှဖြစ်လို့နိုင်ရှိတွေဘာထိုင်နိုင်တယ်ဆိုတာဒီလိုနည်းနဲ့ထိုင်နိုင်ကြတာပေါ့နော်ယောဂမဖြစ်ဘူးမဟုတ်တော့ဖြစ်တယ်တမာတိအားကောင်းနေတဲ့ခါကျတော့ဖြစ်လို့ဖြစ်မှမသိဘူးပေါ့ကိုယ်စိတ်နှစ်ပါးငြိမ်းချမ်းနေတဲ့ပီတိကနေတဆင့်တက်ပြီးတော့မှမွေးထုတ်လိုက်တာကပတ္တတိပီတိကနေတဆင့်မွေးထုတ်လိုက်တာကပီတိကနေပြီးတော့ဘုံလိုက်တာဘာဘုံလိုက်တယ်ဆိုတော့ပတ္တတိကာယပတ္တတိနဲ့စိတ်တပတ္တတိဆိုတဲ့နှစ်ပါးကိုဘုံထုတ်လိုက်တယ်ဟုတ်လားအဲ့ပတ္တတိကနေတဆင့်ဘုံထုတ်လိုက်တာပါတော့ဒုက္ခကာယကဒုက္ခစေတသိကဒုက္ခနှစ်ပါးကိုဘုံလိုက်တယ်တဲ့မွေးထုတ်လိုက်တယ်တဲ့ဟာလားဒါတော့ဘဝထဲမှာမပါဘူးသူ့ရဲ့အစဉ်တိုင်းပြောတာပဲဟိုတရားစဉ်တိုင်းပြောတာလေဘုဇင်ထဲမှာတော့သူကမပါဘူးပိဋိတံဝဇင်ပတ္တိတံဝဇင်ပြီးတော့တမာတိဆိုတာစိတ်ကလေးကငြိမ်းချမ်းစိတ်ကလေးကအာယုနဲ့စိတ်နဲ့တရွဲတည်းဖြစ်ပြီးတော့ငြိမ်သက်ပြီးတော့နေတဲ့သဘောတမာတိတံဝဇင်လို့ခေါ်တယ်တမာတိတံဝဇင်လို့စိတ်ကလေးကငြိမ်သက်ပြီးတော့နေတာအာယုနဲ့မှတ်သိစိတ်နဲ့တွဲပြီးတော့နေတဲ့အခါကျတော့ဘလို့မှခွာလို့မရတော့ဘူးဘလို့မှကိုခွာလို့မရတော့လားအာယုမှာစိတ်ကလေးကငြိမ်ဖို့ပြီးတော့နေတာအဲ့ဒါကိုတမာတိတံဖို့စဉ်လို့ခေါ်တယ်ပီတိတံဖို့စဉ်ပတ္တိတံဖို့စဉ်တမာတိတံဖို့စဉ်အဲ့ဒီတမာတိရသွားပြီဆိုလို့ရှိရင်လေတမာတိအားကောင်းတယ်တမာတိကလည်းပဲဝိပဿနာသာတိရဲ့သမထတမာတိဝိပဿနာတမာတိမက်တမာတိဖို့တမာတိဆိုတာရှိတယ်လေအဲ့မှာလည်းပဲတကဖရတမပတ္တိဖို့စိတ်ဖို့တမဖို့ဖရတမပတ္တိဖို့စိတ်ကိုဖို့စိတ်နဲ့နိဗ္ဗာန်ကိုခံစားရတဲ့တမာတိနိရောဓတမာတိဆိုတာရှိသေးတယ်
နိဗ္ဗာန်ကိုယ်တွေစိတ်တွေရုပ်တွေဟိုစိတ်စေတဲ့သိစိတ်စောက်တွေချုပ်ကျိပြီးတော့ဘာလို့နိဗ္ဗာန်ရတာကိုခံစားရတဲ့တမာတိဆိုတာရှိသေးတယ်ဒါနိရောဓတမာတိလို့ခေါ်တာပေါ့နော်အဲ့တော့ဖလမက္ကတမာတိဖလတမာတိဟလားမနဲ့ရှင်တဲ့တမာတိမက္ကတမာတိဖို့စိတ်နဲ့ရှင်တဲ့တမာတိရတာဖလတမာတိလို့ခေါ်တာအဲ့ဖလတမာတိမက္ကတမာတိဖလတမာတိအဆင့်ကိုမရောက်သေးဘူးဒါကတော့ရိုးရိုးအဆင့်ပဲရှိသေးတယ်ရိုးရိုးအဆင့်ပဲရှိအဲ့တမာတိမျိုးသာပြီဆိုလို့ရှိရင်တဲ့ဟာလားဘာဖြစ်တော့တို့ကိုထုတ်ပြရသွားပြီလို့ဆိုလိုတယ်ပေါ့နော်ထုတ်ပြရသွားပြီလို့ဆိုလိုတယ်ပီတိယပတ္တိယပတ္တိတံဖို့စဉ်ပတ္တိပြီးတော့တမာတိတံဖို့စဉ်တမာတိတံဖို့စဉ်ပြီးတဲ့ခါကျတော့ဥပေက္ခဥပေက္ခတံဖို့စဉ်လို့ခေါ်တယ်ဥပေက္ခဆိုတာကဒီလိုရှုနေတာequanimity ပေါ့လားလိလို့ရှုသွားနေတာပေါ့ဒီလိုရှုသွားနေဆိုတာကဟောပါပေါ့လောကဓာတ်တရား၈ပါးရှိတယ်လေလာဘောအလာဘောရသောအရသောနေတံပတံတာဒုက္ခံဒုက္ခံဆိုတဲ့လောကဓာတ်တရား၈ပါးရှိအဲဒီလောကဓာတ်တရား၈ပါးနဲ့တွေ့လာပြီးကျုံလာပြီးရင်ဆိုင်လာပြီးဆိုလို့ရှိရင်လေမတုံ့နှုတ်တော့ဘူးပေါ့ဟုတ်လားအကောင်လောကဓာတ်နဲ့၄ပါးရှိတယ်ဆိုလောကဓာတ်၄ပါးရှိတယ်အကောင်လောကဓာတ်၄ပါးနဲ့လာပါတို့ယတာတို့ဒုက္ခတို့ပတံတာတို့ဆိုတာဒါအကောင်လောကဓာတ်ဒီပေါ့အဆိုးလောကဓာတ်ဆိုအလာဘအယတဒုက္ခနေတာအဲ့ဓာတွေကဆိုးလောကဓာတ်အဆိုးလောကဓာတ်၄ပါးနဲ့တွေ့တဲ့စိတ်ကမကြစိတ်မကြစိတ်တမကြတော့အကောင်းလောကဓာတ်တရား၄ပါးနဲ့တွေ့လည်းပဲစိတ်ကမြင့်မောက်တက်ကြွပြီးတော့မသွားတော့ဘူးလေဟုတ်လားတချို့ကြတော့ထီထီပါဟိုတခါမှမပေါက်ဘူးတဲ့ထီထီပါပေါက်လိုက်တဲ့ခါကျတော့လေထီဟိုဆင်းရဲသားကလက်လို့တစားသမားကထီဟလားထီထီပါပေါက်လိုက်စူကြီးပါပေါက်လိုက်ပြီဆိုရင်တခါလေဟိုဖြစ်သွားမြင့်မောက်စိတ်ကတခါလေဘယ်လိုကိုယ်စိတ်ကိုမထိန်နိုင်တော့မစင်းတချို့ကြတော့တည်တော်တည်တာလားဝမ်းသာလို့ဆိုပြီးတော့တည်သွားတာတွေတော့ရှိအဲ့ဒါတည်းဘာလို့အဲ့ဒါတွေကဘာလဲဆိုတော့ဥပ္ပခါမရှိတာပေါ့ဥပ္ပခါမပြုတ်နိုင်တာဥပ္ပခါဆိုအဲ့လိုမဟုတ်ချမ်းသာလဲဂယုမဆိုင်ဘူးဆင်းရဲလဲဂယုမဆိုင်ဘူးချမ်းသာလည်းပဲသိပြီးတော့စိတ်ကမြင့်မောက်တက်ကြွပြီးတော့မသွားဘူးပေါ့နော်ဆင်းရဲတော့လည်းပဲစိတ်ကသေးသေးမှိမ့်ပြီးတော့အောက်ကျမသွားဘူးပေါ့နော်အဲ့လိုဖြစ်တာပေါ့အဲ့ဒါအလဲလာဖြစ်တဲ့အလဲလာဖြစ်နေထားနိုင်တဲ့စိတ်ဓာတ်ကိုဥပေက္ခလို့ခေါ်တာဥပေက္ခတန်ဖို့စဉ်လို့ခေါ်တယ်ပေါ့နော်ဥပေက္ခဆိုတာအဲ့လိုလောကရန်တရားအကောင်းလောကရန်နဲ့တွေ့လည်းပဲစိတ်ကမြင့်မောက်တက်ကြွမသွားဘူးပေါ့ဟုတ်လားဟိုပါပေါ့အဆိုးလောကရန်နဲ့တွေ့လည်းပဲအောက်ကျမသွားဘူးပေါ့သေးသေးမှိမ့်မသွားဘူးပေါ့နော်အားငယ်မသွားဘူးပေါ့အဲ့သဘောကိုဒါဥပေက္ခလို့ခေါ်တယ်တဲ့အကောင်းလောကရန်နဲ့ပဲတွေ့အဆိုးလောကရန်နဲ့ပဲတွေ့လောကရန်လားလောကဓာတ်၈ပါးနဲ့တွေ့စိတ်ကမတုံ့နှုတ်တော့ဘူးတဲ့အဲ့ဒါကိုဥပေက္ခလို့ခေါ်တယ်ဥပေက္ခဆိုတာကကိုသားကိုသမီးတွေကမိဘကနားမထောင်လို့လှည့်ရှုပြီးတော့ဥပေက္ခပြုတယ်ဆိုတာမျိုးမဟုတ်တော့သတင်းစာနဲ့ကြီးညာတယ်လေသူနဲ့ဘာမှမဆိုင်တော့ပါဘူးဒီသားဒီသမီးကမိဘကိုစောအချိန်ချင်းစော်ကားသွားတဲ့အတွက်ကြောင့်နောက်သူနဲ့ပတ်သက်တာကိုလုံးဝတောင်းမယူတော့ပါဘူးဥပေက္ခပြုလိုက်ပါပြီဆိုတဲ့သဘောမျိုးမဟုတ်ဘူးအဲ့ဒါဥပေက္ခမဟုတ်ဘူးဥပေက္ခဆိုတာကဒီလိုဓမ္မတကယ်ဥပေက္ခအစစ်ချမ်းသာ၄ပါးနဲ့တွေ့ကောင်းအကောင်းလောကရန်၄ပါးနဲ့တွေ့လည်းမတုံတော့အဆိုးလောကရန်၄ပါးနဲ့တွေ့လည်းပဲမချောက်ချတော့ဟုတ်လားမြင်ဟွာပေါ့စိတ်ကမကြတော့ဘူးပေါ့နော်အဲ့ဒါကိုဥပေက္ခလို့ခေါ်တယ်တဲ့ကိုယ်စကားနားမထောင်လို့လှိလူရှုပြီးတော့ဥပေက္ခပြုတာမျိုးမဟုတ်ဘူးနော်အဲ့တော့ဘုဇင်9ပါးသတိတံဘုဇင်ဓမ္မဝိဇ္ဇတံဘုဇင်ဝိရိယတံဘုဇင်ပိဋိတံဘုဇင်ပတ္တိတံဘုဇင်သမာဓိတံဘုဇင်ဥပေက္ခတံဘုဇင်လို့ခေါ်တယ်ဘုဇင်9ပါးတဲ့ဘုဇင်9ပါးအဲ့လိုပွားရင်ဘုဇင်9ပါးကိုခုနပြောခဲ့တဲ့သတိပဋ္ဌာန်၄ပါးနဲ့အာယုံ၄ပါးနဲ့တွဲပြီးတော့ပွားများရမယ်တဲ့ဒါကိုမြတ်စွာဘုရားပြောတာလားဘုဇင်9ပါးကိုသတိပဋ္ဌာန်၄ပါးနဲ့တွဲပြီးတော့ပွားများမယ်ဆိုလို့ရှိရင်နောက်ဆုံးကြတော့ဝတ္တကပရိနာမိလို့ခေါ်တယ်ကိလေသာတွေကိုစွန့်လို့ပြီးတော့မှနိဗ္ဗာန်ကိုမျက်မှောက်ပြုသွားနိုင်မယ်အဲ့ဒါကိုပြောတာလားအဲ့တော့မြတ်စွာဘုရားတခါတော့နတ်သားတယောက်ကမြတ်စွာဘုရားကိုလာပြီးတော့လျှောက်မြတ်စွာဘုရားလာလျှောက်တော့ဟိုလားချမ်းသာမြတ်စွာဘုရားကအိမ်မှာနတ်သားရဲ့မိကိုဖြေထားတဲ့ကာရလေးတစ်ပုဒ်ရှိရလားနိညာတပူဇာတပါဒနိညာဒိဋ္ဌရိယသံဝရနိညာတသဗ္ဗနေတ္တကသွတ်ထိန်ပတ္တာမိပါဏိနံတဲ့ဒါကနတ်သားကအင်ယတရနတ်သားကမေးလို့မြတ်စွာဘုရားကလျှောက်တာမြတ်စွာဘုရားကဖြေတဲ့စကားဒီအင်ယတရနတ်သားကမေးလို့မြတ်စွာဘုရားကဖြေတဲ့စကား
တတ္တဝါတွေချမ်းသာခြင်းရင်ဘယ်တရားတွေကိုအားထုတ်ရမလဲဆိုတာကိုနတ်သားတယောက်ကမေးတာဒါမှမဟုတ်နတ်သားတယောက်ကမေးလို့မြတ်စွာဘုရားကဒီလိုပြန်ပြေတာနိညာတဘုဇတပ္ပတနိညာဒိန္ဒရိယသံဝရနိယတသဗ္ဗနေတကသုဋိပတ္တမိပါဏိနံတဲ့ဟဲ့လားနိယတဘုဇတပ္ပတဆိုတာဘာပြောတာလဲဘုဇင်ဆိုတဲ့အကျင့်တရားကမ္မထံတရားအာမထုတ်ဘဲနဲ့တတ္တဝါတွေချမ်းသာဒုက္ခဆိုတော့မရနိုင်ဘူးတဲ့ဘုဇင်တရားအာမထုတ်ဘဲနဲ့ဘုဇင်အာထုတ်တယ်ဆိုတော့ကမ္မထံအာထုတ်တာပဲလေအဲ့တော့ဘုဇင်အာမထုတ်ဘဲနဲ့ဘုဇင်9ပါးတရားကိုမပွားများဘဲနဲ့အာမထုတ်ဘဲနဲ့ချမ်းသာမှုဆိုတော့မရနိုင်ဘူးတဲ့သွတ်ထိန်ပတ္တမိပါဏိနဲ့ဟုတ်လားသွတ်ထိန်ပတ္တမိပါဏိနဲ့နိညတရဘုဇတပ္ပတဘုဇင်9ပါးတရားကိုကျင့်ပြီးတော့မှချမ်းသာတယ်ဆိုတဲ့ပုဂ္ဂိုလ်ကိုငါဖေကမမြင်ဘူးတဲ့သွတ်ထိန်ပတ္တမိပါဏိနဲ့ပတ္တမိမမြင်ဘူးပါဏိနာတ္တဝါတို့သွတ်ထိန်ချမ်းသာခြင်းကိုနပတ္တမိငါဖေကမမြင်ဘူးတဲ့ပါတယ်ဘုဇင်9ပါးအကျင့်တရားကိုကျင့်ထားပြီးတော့မှမပွားများပဲနဲ့ကျင့်ဖယ်ထားပြီးတော့တတ္တဝါရဲ့ချမ်းသာမှုဆိုတာငါဖေကမမြင်ဘူးတဲ့မြင်တော့မအဲ့တော့ဘုဇင်9ပါးမပွားများပဲနဲ့ချမ်းသာတယ်ဆိုတဲ့ပုဂ္ဂိုလ်မရှိဘူးတဲ့လူတွေပဲကြည့်လိုက်နတ်တွေပဲကြည့်လိုက်လူနတ်ပြမတတ္တဝါနတ်ပြမပဲကြည့်လိုက်လူပဲကြည့်လိုက်နတ်ပဲကြည့်လိုက်ပြမပဲကြည့်လိုက်ဘုဇင်9ပါးတရားကိုမပွားများပဲနဲ့ချမ်းသာတဲ့ပုဂ္ဂိုလ်ဆိုတာမရှိဘူးလို့မြတ်စွာဘုရားအဲ့လိုမိန့်တော်မူတယ်ဒါဟုတ်ပဲနိညတဘုဇတပ္ပတနိညဒိန္ဒရိယသံဝရနိညတသဗ္ဗနေတကသွတ်ထိန်ပတ္တာမိပါဏိနံတဲ့သွတ်ထိန်ပတ္တာမိပါဏိနံအဲ့ဒါကိုပြောတာနော်အဲ့တော့ဘုဇင်9ပါးတရားမပွားများပဲနဲ့အဲ့ဒါမမြင်ချမ်းသာတတ္တဝါတွေချမ်းသာမှုဆိုတော့ငါဖေကမမြင်ဘူးဆိုတာဒါနတ်သားရဲ့အမေကိုမြတ်စွာဘုရားကဒီလိုဖြေတော်မူတယ်နတ်သားမျိုးကိုမြတ်စွာဘုရားကဒီလိုဖြေတော်မူတယ်အဲ့တော့ဒီမှာမဂ္ဂင်7ပါးနဲ့ပြောမယ်ဆိုရင်တဲ့ဗာမဂ္ဂင်နဲ့သမ္မာဒိဋ္ဌိသမ္မာသင်္ကပ္ပသမ္မာဒိဋ္ဌိဆိုတာမှန်ကန်စွာမြင်တာပေါ့သမ္မာသင်္ကပ္ပဆိုတာကမှန်ကန်စွာတွေးတာပေါ့နော်အတွေးမှန်တာပေါ့သမ္မာဝါယမဆိုတာကမှန်ကန်စွာအားထုတ်တာအားထုတ်မှုမှန်တာကိုသမ္မာဝါယမလို့ခေါ်တယ်လေသမ္မာဝါယမလို့ခေါ်တယ်သမ္မာသတိဆိုတာမှန်ကန်စွာတည်ကြည်မှုမှန်ကန်စွာမာယာမှုလို့ခေါ်တယ်သမ္မာသမာဓိဆိုတာမှန်ကန်စွာတည်ကြည်မှုပေါ့နော်မှန်ကန်စွာတည်ကြည်မှုလို့ခေါ်တယ်ဒါကမဂ္ဂင်ရှုထောင့်ကနေပြောတာမဂ္ဂင်7ပါးရှုထောင့်အနေနဲ့ပြောမယ်ဆိုရင်တော့သမ္မာဒိဋ္ဌိသမ္မာသင်္ကပ္ပသမ္မာဝါစာသမ္မာကမ္မသမ္မာဒိဋ္ဌိသမ္မာသင်္ကပ္ပသမ္မာဝါယမသမ္မာသတိသမ္မာသမာဓိလို့ရှိတယ်ပေါ့နော်ဒီဟိုပါပေါ့မဂ္ဂင်ရှုထောင့်နေဘုဇင်9ပါးရှုထောင့်နဲ့ပြောမယ်ဆိုလို့ရှိရင်တော့ဘုဇင်9ပါးလို့ပြောမဂ္ဂင်ရှုထောင့်နဲ့ပြောမယ်ဆိုရင်ခုနသမ္မာဒိဋ္ဌိသမ္မာသင်္ကပ္ပသမ္မာဝါယမသမ္မာသတိသမ္မာသမာဓိဘုဇင်9ပါးရှုထောင့်နဲ့ပြောမယ်ဆိုရင်တော့ဓမ္မသတိတံဘုဇင်ဓမ္မဝိဇ္ဇာတံဘုဇင်စတဲ့ခုနဘုဇင်9ပါးနဲ့ပြောရမှာပေါ့လားအဲ့ဒါဘာလို့တတ္တဝါရဲ့ချမ်းသာခြင်းကိုဖြစ်စေတဲ့တရားနိညတဘုဇံတပ္ပတတတ္တဝါချမ်းသာခြင်းဒီဘုဇင်တရား9ပါးပေါ့ဘုဇင်တရား9ပါးမပွားများပဲနဲ့ချမ်းသာတဲ့တတ္တဝါဆိုတာငါဗျာမြင်တော်မမူဘူးဆိုတာဒါကိုပြောတာဟလားဒါကိုပြောတာတဲ့အဲ့ဒါဒီမှာသမ္မာဒိဋ္ဌိကတော့ဘုဇင်9ပါးနဲ့ပါတယ်ဘုမေခင်7ပါးရဲ့သမ္မာဒိဋ္ဌိလေသမ္မာဒိဋ္ဌိဆိုတာကဘုဇင်9ပါးနဲ့ပါတယ်ဘယ်အနေနဲ့ပါတယ်ဘယ်နာမည်နဲ့ပါတယ်ဆိုတော့ဓမ္မဝိဇ္ဇာဆိုတဲ့နာမည်နဲ့ပါတယ်ဓမ္မဝိဇ္ဇာဆိုတဲ့နာမည်နဲ့ဓမ္မဝိဇ္ဇာဆိုတာပညာပဲလေသမ္မာဒိဋ္ဌိဆိုတာလည်းပညာပဲလေအဲ့တော့သမ္မာဒိဋ္ဌိဆိုတဲ့နာမည်ကပညာဆိုတဲ့နာမည်နဲ့သမ္မာဒိဋ္ဌိကပညာဆိုတဲ့နာမည်နဲ့ဓမ္မဝိဇ္ဇာတန်ဖိုးစဉ်ထဲမှာကျုံးဝင်သွားတယ်ဓမ္မဝိဇ္ဇာတန်ဖိုးစဉ်ထဲမှာပါတယ်နောက်တစ်ခါသမ္မာသင်္ကပ္ပတော့ဘုဇင်ထဲမှာမပါဘူးလေသမ္မာသင်္ကပ္ပဆိုတာထည့်မထားဘူးမဂ္ဂင်7ပါးထဲမှာကျတော့မပါဘူးပေါ့နော်အဲ့တော့မဂ္ဂင်7ပါးထဲမှာဥပေက္ခဆိုတာပါလားမပါဘူးဥပေက္ခမဂ္ဂင်ဆိုတာဒါပေမဲ့သို့တော်လည်းပဲဟွာကြတော့ပါတယ်နော်ဘယ်ဘုဇင်9ပါးထဲကြတော့ပါတယ်ဥပေက္ခတန်ဖိုးစဉ်ဆိုတာပါတယ်နောက်တစ်ခါပတ္တတိမဂ္ဂင်ဆိုတာလည်းမပါဘူးပတ္တတိမဂ္ဂင်ဆိုတာလည်းမပါဘူးဒါမဲ့လို့အဲ့ဒီဘုဇင်ထဲမှာကျတော့ပတ္တတိတန်ဖိုးစဉ်ဆိုတာပါတယ်ပီတိမဂ္ဂင်ဆိုတာလည်းမပါဘူးနော်မဂ္ဂင်7ပါးထဲမှာမဂ္ဂင်7ပါးနဲ့ဘုဇင်9ပါးကိုတွဲပြတယ်ပီတိမဂ္ဂင်ဆိုတာမပါဘူးပီတိတန်ဖိုးစဉ်ဆိုတာပါတယ်နော်ပီတိတန်ဖိုးစဉ်ဆိုတာပါတယ်တဲ့အဲ့တော့အဲ့ဒီမှာဘုဇင်9ပါးထဲမှာအချုပ်တရားကတော့တတိပဲ
ဒါကြောင့်လို့မြတ်စွာဘုရားတတိယခွန်ဘိက္ခွေတပ္ပတိကံဝရမိတဲ့တတိတရားကအချုပ်ပဲတဲ့အဲ့ဒါတတိတရားကဘာနဲ့တူလဲဆိုရဲစင်ချေရာနဲ့တူတယ်တဲ့စင်ချေရာနဲ့တူတယ်တဲ့တတိတရားကလေတောထဲမှာရှိတဲ့ဆင်သမင်တရေခြေငယ်ဆိုင်စဖို့ဗရလို့ခေါ်တဲ့တားကောင်တွေကလေအဲ့ဒီဆင်ရဲ့ခြေရထဲမှာကိုယ်လုံးကျုံဝင်သွားတယ်ဆင်ခြေရတဲ့ကြီးတဲ့ခြေရဆိုတာမရှိဘူးသမင်တရေခြေငယ်ဆိုင်စဖို့ဗရလို့ခေါ်တဲ့တတ္တဝါတွေကအဲ့ဒီဆင်ကြီးရဲ့ခြေရထဲမှာကိုယ်လုံးအကျုံးဝင်သွားတယ်ပါဝင်သွားတယ်တဲ့နော်ဆင်ကြီးရဲ့ခြေရထဲမှာကိုယ်လုံးကျုံးဝင်သွားတယ်ကြောင့်မလို့တတိယဘာနဲ့တူတော့ဆိုတော့ဆင်ခြေရနဲ့တူတဲ့တရားအပမာဒလို့ခေါ်တယ်နော်အပမာဒဆိုတဲ့တတိကိုပြောတာပဲတတိယလုံးမတန်ရေးကြည့်တယ်နော်အဲ့ဒါဗမာဒိနဘေကွေသမ္မာဒိဒညဇောဘုရားကြီးဆွမ်းကပြန်လာပြီဆိုလို့ချင်းခြေစိတ်ပုံပေါ်မှာထိုင်ပြီးတော့ယဟန်တွေကိုမိန့်တော်မူတာအပမာဒိနဘေကွေသမ္မာဒိဒအဲ့မှာဒုံလဘတရား၅ပါးဟောတယ်ဘုရုဘာတော်ဒုံလဘောလောကသမိတ်မနုဿတဘာဝဒုံလဘောသရတမ္မတိပပစီဒဘာဝဒုံလဘောဓမ္မသဝနာတိဒုံလဘောဒုံလဘတရား၅ပါးအဲ့မှာပဲခေါ်တာခြေစိတ်ပုံမှာထိုင်ပြီးတော့အပမာဒိနဘေကွေသမ္မာဒိဒရန်တို့တဲ့မေမေရောရောပုပ္ပဆဆမနေကြနဲ့သွားတတိလာတတိနေတတိထိုင်တတိစတတိနဲ့နေကြအဲ့ဒါအဲ့မှာဘုရုဘာတော်ဒုံလောကသမိန်တဲ့ဟာလားဘုရားလောကမှာဘုရားပွင့်ဖို့ဆိုတာလေခဲရင်နဲ့မနုဿတဘာဝဒုံလဘောတဲ့လူအဖြစ်ကိုရဖို့ဆိုတာလေခဲရင်နဲ့တဲ့လူအဖြစ်ကိုရဖို့ဆိုတာလေခဲရင်နဲ့မခဲရင်ပါဘူးပြောမှာမဟုတ်လားမခဲရင်ပါဘူးလူကြီးတွေတင်းနေတခြားတိုးနေတာတိရစ္ဆာန်နဲ့စားလို့ရှိရင်တော့ခဲရင်တာပေါ့နော်လူတိရစ္ဆာန်နဲ့လူကြီးနဲ့ဘာမှမဆိုင်ဘူးလေတိရစ္ဆာန်နဲ့လူကြီးနဲ့ဘာမှမဆိုင်ဘူးဆိုတော့ဟိုလားဒီတမျိုးလုံးမှာရှိတဲ့လူကြီးနဲ့တအိမ်မှာရှိတဲ့တိရစ္ဆာန်ရဲ့ဥကြီးဘယ်ဟာများမလဲကြည့်လိုက်ပါလားတမျိုးလုံးမှာရှိတဲ့လူကြီးနဲ့တအိမ်ထဲမှာရှိတဲ့တိရစ္ဆာန်ရဲ့အရေးအတွက်နဲ့ဘယ်ဟာများမလဲဆိုတော့စဉ်းစားကြည့်ပိုးစိတ်တွေဘာတွေကြည့်တယ်အခုလိုနွေရာသီဆိုရင်ပိုးစိတ်တွေဘာရှိတယ်အဲ့ပိုးစိတ်ကဥကြီးကနေတော့မှမဟုတ်ဘူးနဲ့အကောင်ကြီးကနေတော့ပိုးစိတ်တို့မာတော့ဟွာတွေကကျွတ်တွေဘာတွေရှိတယ်လေဒီတိမ်မှာရှိတဲ့တိရစ္ဆာန်ရဲ့ဥကြီးတဲ့ဥကြီးနဲ့ဟာလားတမျိုးလုံးမှာရှိတဲ့လူဥကြီးကဘလောက်လူကများမလဲဆိုတာကြည့်လိုက်ပါလားအဲ့ဒါကိုကြည့်လိုက်တော့အပြင်ပိုးစိတ်တရင်းထဲမှာကြည့်လိုက်ဟာလားခါချင်းအုံတရင်းခါချင်းအုံထဲမှာကြည့်လိုက်အကောင်ပေါင်းဘလောက်များမလဲငါးတကောင်မှကြည့်လိုက်ငါးမပေါ့နော်ငါးမတကဥကဘလောက်သားတွေပေါက်ဖွာလာတယ်ဆိုတာသိနဲ့တန်းနဲ့ချီပြီးတော့ပွားများလာပေါက်ဖွာလာအဲ့ဒါမျိုးတွေပေါ့လားအဲ့ဒီတော့တိရစ္ဆာန်ဥယျာဘလောက်များလဲဆိုတာတော့ခံမှန်းလို့ရတယ်။အဲကြောင့်လူဖြစ်ဆိုတာကအလိုမတန်ရခဲ့တယ်။အလိုမတန်ရခဲ့တယ်ဒီနေရာမှာဒီနေ့ကသတင်းတစ်ခုကြားလိုက်သေးတယ်။ဝေါ်လေမှာဆိုတာလားဝေါ်လေဆိုတော့ဟွာမို့ယူရီယာနေဆက်ပေါ့နော်။အဲ့မှာသူတို့တောင်သူလယ်သမားတွေလှုပ်လို့ဒီကဗမာဟွာတွေပေါ့တိန်းချောင်နေဖြစ်မှာပေါ့နော်။အဲ့မှာသွားပြီးယူရီယာနေဆက်မှာလို့လဲလို့နေစင်းကလို့တာဖြစ်မှာပေါ့စင်းကလို့ရင်အဲ့မှာတာမိတဖ3ယောက်ကာမီကာစီဒရုံမီလို့3ယောက်လုံးသေသွားတာအဲ့မှာလူမကလေး2ယောက်ကျန်တယ်တယောက်ကငယ်တစ်နှစ်ရှင်တယောက်ကတော့3နှစ်လာမသိဘူးအဲ့သမီးလေး2ယောက်ပဲကျန်တယ်အိမ်မှာတာမိတဖ3ယောက်စလုံးကာမီကာစီဒရုံမီလို့ဘယ်ကပြစ်လိုက်တဲ့ဒရုံနဲ့တော့မသိဘူးဘယ်ဘက်ကပြစ်လိုက်တဲ့ဒရုံနဲ့မိအဲ့ကာမီကာစီဒရုံမီပြီးတော့ခါတာမိတဖ3ယောက်တို့မေလို့တဲ့ဘုကတော့ပွဲချင်းပြီးဟိုသားဖ2ယောက်ကတော့ဆေးရုံရောက်တော့သေးအဲ့လိုဖြစ်တာအဲ့တော့လူဘဝဆိုတာရခဲ့တဲ့လူဘဝမှာလည်းပဲအသေးချင်းတရားဆိုတာလုံးမတန်မြန်ဆန်တယ်ပေါ့နော်ဘလို့ဘယ်နေ့ဘယ်ရက်ဘယ်ချိန်ဘယ်ခါမှသိနိုင်မယ်ဆိုတာလည်းပဲကိုကမသိနိုင်ဘူးလေအဲ့ဒါကြောင့်မလို့တဲ့အဲ့ဒါဒီမှာပြောတာကနေရတဲ့ဘုဇင်တရားကိုပွားများမယ်ဘုဇင်တရားကိုပွားများမှချမ်းသာမှုရနိုင်တယ်ဘုဇင်တရားမပွားများဘဲနဲ့ချမ်းသာမှုဆိုတာငါဖျက်မမြင်တော့မမှုဆိုတာဒါပြောအဲ့တော့ဘုဇင်ခုနကနဲ့ခုနတော့ကမဲခင်တရားနဲ့ဒါရှင်းပြတာနော်ရှင်းပြတာဟာလားဘုဇင်9ပါးသတိတံဘုဇင်ဓမ္မဝုဇ္ဇတံဘုဇင်ဝိရိယတံဘုဇင်ပိဋိတံဘုဇင်ပတ္တိတံဘုဇင်သမာဓိတံဘုဇင်ဥပေက္ခတံဘုဇင်တို့ကိုဘုဇင်9ပါးအဲ့ဒီဘုဇင်9ပါးကိုပြရမယ်တဲ့မကျင့်မဲနဲ့ကတော့ဖြစ်ရင်တတ္တဝါတွေချမ်းသာမှုဆိုတာမရနိုင်ဘူးတဲ့ဘုဇင်9ပါးကျင့်မှာပဲချမ်းသာကိုယ်စိတ်နှပါချမ်းသာမှုဆိုတာရနိုင်တယ်တဲ့ဒါကိုပြောတာနော်အဲ့တော့ဒီမှာ
ခုနပြောကြတာဗာလဲဆိုတော့တတိကတော့ညှိเสียမလို့ပေါ့တတိကတော့ညှိเสียမလို့ဘူးတတိတန်ဖိုးစဉ်ဓမ္မဝိဇ္ဇာတန်ဖိုးစဉ်ဆိုတာပညာညှိပေးဖို့လိုတယ်ဘာနဲ့ညှိရမလဲပညာနဲ့သရာနဲ့ညှိပေးရသရာနဲ့ပညာနဲ့ညှိပေးရဒါကတတိတန်ဖိုးစဉ်ဝိရိယတန်ဖိုးစဉ်ဝိရိယလည်းညှိပေးရဝိရိယနဲ့ဘာနဲ့ညှိပေးရမလဲဆိုတဲ့အခါကျတော့တမာရီနဲ့ညှိပေးရတမာရီနဲ့ဝိရိယချိန်ခွင်ရှာညီမျှမှာတရားအထုတ်တဲ့နေရာမှာကျိုးတူကိုရတမာရီနဲ့ဝိရိယမညီမျှဘူးဆိုလို့ရှိရင်လေတရားအထုတ်တဲ့နေရာမှာအကျိုးတူကိုမရဘူးတစ်ဖက်စောင်းနှင်းဖြစ်ပြီးတော့ဘာတရားတူမှမရနိုင်ဘူးတဲ့အဲ့လိုဖြစ်တတ်တယ်နော်အဲ့တော့ရှင်သာရိပုတ္တရာပြောတာရှင်အာနန္ဒာဆိုတာကြည့်လိုက်ပေါ့ရှင်အာနန္ဒာဆိုတာမြတ်စွာဘုရားရဲ့လူကျွေးဗာမင်းနဲ့လူကျွေးပေါ့လားဗာမင်းနဲ့ sensitive ပေါ့လားမြတ်စွာဘုရားရဲ့လူကျွေးပေါ့နော်အဲ့မြတ်စွာဘုရားရဲ့လူကျွေးရှင်အာနန္ဒာကလူများတယ်ပေါ့လူများတဲ့ခါကျတော့ तू ကတရားအထုတ်ချိန်သိမရဘူးပေါ့မြတ်စွာဘုရားဝိယဝိဇ္ဇာကြီးလည်းပြုရတယ်မြတ်စွာဘုရားဟောကြားတော်မူတဲ့45ပါးကာလပတ်လုံးဟောကြားတော်မူတဲ့တရားတော်တွေကိုလည်းအမြဲတမ်းသူရဲ့ဟာတိလို့ခေါ်တဲ့အုံတော်တော်မှာ store လုပ်ပြီးတော့သိသိထားရတာလေအဲ့ဒါကြောင့်မို့လို့ရှင်အာနန္ဒာကပိဋကသုံးပုံဆောင်ကြီးပေါ့ယဟနာရှင်မြတ်တွေရှိတယ်နော်သူပါရမီနဲ့သူပဲဒါတော့မတူဘူးနော်ရှင်အာနန္ဒာတော်ကပဲမြတ်စွာဘုရားရဲ့45ပါးကာလပတ်လုံးဟောကြားတော်မူတဲ့တရားတော်တွေကိုသိသိထားတာသူပဲသုတ်တန်ရောဝိနည်းရောပြီးဓမ္မတွေရောနဲတာမဟုတ်ဘူးနော်နဲတာပိဋကသုံးပုံဆောင်ကြီးပေါ့ပိဋကသုံးပုံဆောင်ကြီးပေါ့လားအဲ့လိုအလုတ်တရားအလွန်မြောက်မြတ်စွာဘုရားဝိယဝိဇ္ဇာတွေပြုရတယ်ဆိုတော့လေဒါကမြတ်စွာဘုရား security တွေပေးရသေးတယ်မြတ်စွာဘုရားကျင်းတော်မူနေတဲ့အချိန်မှာအဲ့မှာခန္ဓာဝိတ္တိုက်ကိုလှက်ပတ်ပြီးတော့ရှင်ဒုံယုံကြီးတဲ့ယူရသေးတယ်တဲ့မှတော့လိုတော့မလိုပါဘူးနော်ဒါသူ့ရဲ့တာဝန်ရလောက်တာပေါ့မြတ်စွာဘုရားဘယ်သူမှအန္တရာယ်ပြုလို့မှမရပဲနဲ့အဲ့ဒါဒါပေမဲ့သူ့ရဲ့တာဝန်ဘုရားရသူ့ရဲ့ responsibility ရသူတာဝန်ကြီးအောင်လုပ်တဲ့သဘောပေါ့နော်မြတ်စွာဘုရားတော့မလိုပါဘူးအဲ့တော့သူကအလုပ်တွေများတော့တရားအထုတ်ချိန်စိတ်မရဘူးတရားအထုတ်ချိန်များတော့မြတ်စွာဘုရားကပြိဋိဘံဆံသွားတယ်သောတာပန်ပဲအဲ့ဒါပြိဋိဘံဆံပြီးတော့သူတို့ပြောကြဆိုဟာလားပထမသံဃာတင်ဖို့အကြောင်းတစ်ခုပေါ်လာတယ်ပေါ့နော်အဲ့ဒါပေါ်လာတော့ပထမသံဃာတင်မယ်ဆိုတဲ့အခါကျတော့ရှင်မကတ္တဗကိုရောမြတ်ကြီးကရွေးလိုက်တယ်ပေါ့နော်ပုဂ္ဂိုလ်ရွေးလိုက်တယ်490နဲ့ကိုကရဟန္တာရှင်မြတ်တွေပဲရွေးထားတယ်တပားချန်ထားတဲ့သံဃာ900တင်မှာပထမသံဃာတင်မှာရာဇကြိုမှာလေရာဇကြိုမှာဝိပါဒတော်မှာပထမသံဃာတင်မယ်သို့တော်လည်းပဲ490ကိုကရွေးပြီးရှင်အာနန္ဒာတပားချန်ထားတယ်ရှင်အာနန္ဒာထဲလို့လည်းမဖြစ်ဘူးမထဲလို့လည်းမဖြစ်ဘူးယဟနာမဟုတ်သေးတဲ့အတွက်ကြောင့်ရှင်အာနန္ဒာထဲလို့လည်းမဖြစ်ဘူးအဲ့ဒါရှင်အာနန္ဒာမထဲလို့လည်းမဖြစ်ဘူးဆိုတာကဒီပိဋက3သွဲနိကေ900ဓမ္မခန္ဓာပေါင်း8000တာကိုအာကိုနှုတ်တဲ့ရကြပြီးတော့ဟတ်တိလို့ခေါ်တဲ့ဟွာထဲမှာစတိုးလို့အုံနောက်ထဲမှာအုံနောက်လို့ခေါ်တဲ့ဟတ်တိထဲမှာစတိုးလို့ပြီးတော့သိသိထားတဲ့ရှင်အာနန္ဒာတစ်ပါးပဲရှိရှင်အာနန္ဒာမပါလို့လေဒီပရမသံဃာတာကိုဘလို့မှမပြည့်စုံနိုင်ဘူးပေါ့ဒါကိုသိလို့မရှင်အာနန္ဒာကိုဖြစ်တာပေါ့နော်တဏှာစာခြံတာပေါ့လက်ပြန်လို့တရားပရမသံဃာနာတင်တော့မယ်ဆိုရှင်အာနန္ဒာကဒီနေ့လိုတနေ့လုံးတရားထုတ်ဘာတရားထုတ်မှမရဘူးဒါကညတညာလို့ဆက်ပြီးတော့တရားထုတ်တယ်ညကျတော့ထိုင်ပြီးတော့အမထုတ်ဘူးလမ်းလျှောက်ပြီးတော့အထုတ်ဗေဒနဲ့ညာလန်းနဲ့အဲ့ဒါကြွတယ်လှမ်းတယ်အကြွတယ်ချတယ်နှစ်ချက်မှတ်လိုက်သုံးချက်ကြွတယ်ကြားတယ်လှမ်းတယ်ချတယ်သုံးချက်မှတ်လိုက်ကြွတယ်မြောက်တယ်လှမ်းတယ်ချတယ်ထိတယ်ပြီးတယ်6ချက်မှတ်လိုက်3ချက်မှတ်လိုက်2ချက်မှတ်လိုက်1ချက်မှတ်လိုက်နဲ့ပြောင်းပြီးတော့မှတ်နေတာဘာတရားမှမရောက်မနဲ့တာမိုးလင်းဟောတော့မိုးလင်းတော့အယုံတက်တော့အဲ့တော့မှငါတင်ညာလို့ပြင်မနေပြီဘာဖြစ်နေလဲဝရိယလွန်ခဲ့နေဝရိယတွေလွန်ခဲ့တယ်ဝရိယလွန်ခဲ့ပြီးတော့တမာရီအားနေနေတာပေါ့အဲ့ဒါတရားဓုမရခြင်းရဲ့အကြောင်းတရားတစ်ချက်ပေါ့အကြောင်းတရားတစ်ပါးပေါ့အဲ့တော့နာနဲ့မိုးတော့၄ရောက်ကနေအရုံမတက်ခင်လေးမှာငါပြင်မနေပြီခဏလေးနားလိုက်ဦးမှာပဲဆိုပြီးတော့ကိုပြစ်ပေါ်မှာထိုင်ပြီးတော့မှကိုပြစ်ပေါ်မှာလှဲမလို့ခေါင်းကလည်းပဲခေါင်းမရောက်ခင်ခြေထောက်ကလည်းမြေကြီးအကျွတ်မှာဝရိယနဲ့ဘာနဲ့လဲတမာရီနဲ့ဘဲလန့်ဖြစ်ပြီးတော့မှအတောကုံကရဟန္တာဖြစ်သွားတယ်တဲ့အဲ့ဒါပါတော့ဝရိယနဲ့တမာရီနဲ့ညီမျှသွားတယ်ကိုစောစောရနဲ့ဝရိယတွေလွန်ခဲ့နေလို့မရတာတရားတို့မရတာနော်အဲ့ဒါသူ့နေရာလေးမှာကမြေရှိုးပြီးတော့မြေကြီးကနေရှိုးပြီးတော့သူ့နေရာလေးမှာဝန်းထိုင်ပြီးတော့မှပထမသံဃာနာကိုဆင်နွှဲတော်မူခဲ့တယ်တဲ့အဲ့ဒါကတော့ဝရိယနဲ့တမာရီရတယ်လူတယ်လို့ဆိုရတယ်ပေါ့နော်အဲ့တော့
ဘုဇင်ခုနှစ်ပါးပြီးသွားပြီပေါ့နော်သတိတံဘုဇင်ဓမ္မဝုဇ္ဇယတံဘုဇင်ဝိရိယတံဘုဇင်ပိဋိတံဘုဇင်ပတ္တိတံဘုဇင်သမာဓိတံဘုဇင်ဥပ္ပခတံဘုဇင်ဆိုတဲ့နိညာတဘုဇ္ဇတပတ္တနိညာဒိဋ္ဌိယတံဟောတာနိညာတဘုဇ္ဇတပတ္တတပ္ပတုထာမိပါဏိနံဆိုတဲ့အတိုင်းပဲနော်နိဘုဇင်ခုနှစ်ပါးတရားကိုမပွားများပဲနဲ့ချမ်းသာတဲ့ပုဂ္ဂိုလ်ဆိုတာငါဘုရားမြင်တော်မမူဘူးဆိုတဲ့စကားရဘုဇင်ခုနှစ်ပါးကိုပွားများမှာပဲချမ်းသာမယ်တဲ့နော်အဲ့တော့ဘုဇင်ကတော့ဒီမှာဒီမဲ့ဒီကုန်းကပဆုံးသတ်ပါပြီကဲအချိန်နဲ့စိတ်ပြောကြအောင်သာသနံစီ ဘုရားသာသနာတိတ်တူနံစီယံတိတ်တူ ဘုရားသာသနာ သာသနာတိတ်တူ သာသနာ ဘုရားသာသနာစီယံတိတ် တိတ်တူ သာ 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 တိ တာ ဓုပါဗျာ ဒု ဒု ပြည့်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 ပါလေပြည့်ပါလေ